嘿，你把这卡表啊嘞？这个哩啊，俺个哩，俺呢没啥呀，对打吃食。你个俺肉个哩哟，可打个面碗呢乱背呀嘞，碗水得要背。လာပါဇလန်းတွေကိုအတန်နဲ့ခန်းစားချစ်သူများအတွက် For You Audio Book Channel မှာကြိုဆိုလိုက်ပါတယ်မိုးရေစက်တွေကကျူးကျော်ရက်ွက်ကလေးရဲ့သမိုးတွေပေါ်ကိုတဖြောက်ဖြောက်နဲ့အညိုတကြီးရိုက်ခတ်နေကြပါတယ်။ရေမြောင်ပုတ်တွေကြားတွေကနန်းစော်နေတဲ့အနံ့ဆိုးတွေဟာလေမိုးရေနဲ့အတူပြန်လွင်လိုနေပါတယ်။အသက်28နှစ်အရွယ်မူလတန်းပြဆရာမလေးနွေနယ်တီတယောက်သူမဤတက်တန်တလျှောက်လုံးတွေဒီလိုမိုးရေစက်တွေကိုမုံတီးခဲ့တာမျိုးလည်းမရှိခဲ့ပါ။သို့တော်လည်းဒီနေ့ညတော့လောကကြီးတစ်ခုလုံးသူမရဲ့ဥကောင်းပေါ်ကိုပြိုကျပြက်စီးလာသလိုခံစားနေရပါတယ်။နွေနယ်တီဟာစေယုံကြီးရဲ့ရေးပေါ်ဌာနပြင်ပလူနာထိုင်ကုန်အဟောင်းကြီးပေါ်တွင်အသက်မဲ့စွာထိုင်နေမိတယ်။လက်ထဲတွင်ကင်ထားသောစေယုံ၏အရေးပေါ်ကြားသိငွေပြေစားလေးသည်သူမ၏မျက်ရည်စာများကြောင့်စကလုံးများပင်ဝေဝါလိုနေပြီ။မန်နွေနယ်တီခဏလောက်လာခဲ့ပေးပါဦးရှင်။တာဝန်ကျဆရာမလေးရဲ့ခေါ်တန်းကြောင့်နွေနယ်တီဟာကြောက်ရွံ့တုန်လှုပ်စွာဖြင့်ဒေါက်တာ၏အခန်းထဲကိုဝင်ရောက်လာခဲ့သည်။ဒေါက်တာသည်နွေနယ်တီရဲ့မောင်လေးဖြစ်သူ၏ဓာတ်မှန်များနှင့်သွေးစစ်ဆေးချက်အဖြေများကိုကြည့်ရင်တပြင်းရှိကြီးတစ်ခုကိုလေးလံစွာပဲချမှတ်လိုက်ပါသည်။ညီမဒေါက်တာညီမကိုခက်ရှင်းရှင်းပဲပြောပြစီ။ညီမမောင်လေးမှာသွေးကင်ဆာယောဂကအခြေအနေအတော်လေးကိုစိုးရိမ်ရတဲ့အဆင့်ကိုရောက်နေတာ။စေယုံမှာဆက်တင်ထားပြီးတော့အရေးပေါ်သွေးလဲတာတို့နောက်နေတွေမရတော့တော့ဘူး။သူ့ရဲ့သွေးရိုးဆဲတွေကိုအမြန်ဆုံးအစားထိုးကုသမှရတော့မှာ။ရှင်ဒေါက်တာရဲ့ကျမကိုကြောက်အောင်မပြောပါနဲ့နော်။ကျမမောင်လေးကအခုမှအသက်15နှစ်ပဲရှိသေးတာ။သူ့မှာမျောလင့်ချက်ရှိသေးတယ်မလားယင်။နွေနယ်တီရဲ့အတန်များမှာတုံရင်နေတယ်။မျောလင့်ချက်ကတော့ရှိပါတယ်။ဒါပေမဲ့အချိန်ကတော့တိတ်မရှိဘူးနော်။နောက်ပြီးကုန်ကြစရိတ်ကအနည်းဆုံး300-400နဲ့400ကြားမှရှိတယ်။ရှေ့သတင်းဘက်အတွင်းစေကူတာစရိတ်အတွက်ငွေတွေစပြီးမသွင်းနိုင်ဘူးဆိုရင်ဆရာတို့ဘက်ကလည်းကူညီပေးဖို့ရမှာအရန်ခက်ခဲသွားလိမ့်မယ်ညီမရဲ့။ဆရာဝန်ရဲ့စကားလုံးတစ်လုံးချင်းစီသည်နွေနယ်တီရဲ့ရင်ဘက်ကိုဓားနှင့်ထိုးဆွာလိုက်သလိုပါပဲ။300လာစာ2သိန်းခွဲခန့်များသာရတော့မူလာတဲ့ပြဆရာမလေးတယောက်အတွက်ထုံငွေပမာဏသည်မိုးပေါ်မှာကျေကိုလှမ်းယူခိုင်းသည်ထက်ပြီးပို၍ခက်ခဲလာပါသည်။နွေနယ်တီစေယုံအပြင်ဘက်ကိုပြန်ထွက်လာစဉ်သူမရဲ့ဖုန်းစီသို့အဝင်ကောတစ်ခုရောက်ရှိလာသည်။ဖုန်းမျက်နှာပြင်ပေါ်တွင်ပေါ်နေသောအဖေးဆိုတဲ့နာမည်ကြောင့်နွေနယ်တီရဲ့ရင်ထဲတွင်ပို၍လေးလံသွားခဲ့ရပါသည်။ဟယ်လိုအဖေဟဲ့နေပါမလဲအိမ်မှာအကျွေးရှင်တွေရောက်နေတာဟာငါ့ကိုရဲစခန်းတိုင်မယ်လို့ပြောနေတယ်အိမ်ကိုလည်းသိမ့်မယ်လို့ငါ့ကိုချိန်ချောက်နေတာဟာနေမှာပတ်စံရှင်အခုချက်ချင်းငါ့ကို30လောက်ယူပြီးလာကစားဖုန်းထဲမှာထွက်ပေါ်လာတဲ့အဖေဖြစ်သူရဲ့အရက်မိုးလွန်နေတဲ့အတန်ဟာနွေနယ်တီကိုစွန့်အားသွားစေပါသည်အဖေရဲ့မောင်လေးကဆေးရုံမှာအရေးပေါ်ကုသပေးနေရတာလေမောင်လေးကသွေးကင်ဆာတဲ့သူ့အတွက်ဆေးကုသစိတ်တောင်သမီးမှမရှိလို့ယူချင်နေတာအဖေအားလည်းလောင်းကစားကျူးတွေနဲ့ပဲအမြဲတမ်းထင်နေတော့တာပဲဟဲ့နင်ကို့ဖေကိုဘလို့စကားပြောရလဲမရိုင်းလှကြည့်လားနင်မောင်ကလည်းအရေးထဲမှာလာယောဂဖြစ်နေသေးတယ်စိတ်ညစ်ရတယ်ကြားတယ်ဟာဖုန်းလေးဟာပိတ်ကျသွားခဲ့ပြီနွေနယ်တီဟာဖုန်းလေးကိုလက်ထဲတွင်တင်းကျပ်စွာစုပ်ကိုင်ထားရင်စေယုံ၏အမောင်ရိပ်ကျနေသောထောင်တနေရာတွင်ဒူးနှစ်ဖက်ကိုပွေဖိုက်ကရှောက်ကြီးတင်ကိုငိုကြွေးလိုက်ရပါတော့တယ်လောကကြီးဟာသူမအပေါ်ဘာကြောင့်အတလောက်ထိရက်ဆက်နေရတာပါလေအမိမဲခဲ့တဲ့မိသားစုမှာအရက်ဆွဲနေတဲ့ဖခင်အသက်အန္တရာယ်စိုးရိမ်နေရတဲ့မောင်လေးသူမရဲ့ပကုံးထက်မှထမ်းတင်ထားရတဲ့ဝင်တော့ဝင်ပိုးများဟာအင်မတန်လေးလံလွန်လာပါတယ်ထို့အစဉ်သူမရဲ့ဘေးနာသို့အမျိုးသမီးတဦးကြီး၏ခြေတံတက်ရောက်လာခဲ့ပါတယ်ထို့အမျိုးသမီးကြီးသည်အသက်40ဝန်းကျင်ခန့်ရှိပြီးခ
ခန့်ညာထဲဝါသောအဝိအစားများကိုဝစ်ဆင်ထားသည်မြင့်မှန်နက်ကိုတက်ဆင်ထားတော်လေသူမ၏မျက်နှာပေါ်တွင်ထိန်ချုပ်လိုဆိုနှင့်စီးပွားရေးဆန်သောအယောင်အဝါမှပြည့်နှက်လိုနေပါသည်သမီးကဆီယာမလေးနွေးနေသည်မဟုတ်လားနွေးနေသည်ဟာမျက်ရည်တွေကိုအသာတုပ်ရင်ထိုအမျိုးသမီးကြီးကိုစိမ့်သက်စွာပဲမောကြည့်လိုက်ပါသည်ဟုတ်ပါတယ်ရှင်အန်တီကဘာတူလဲမသိဘူးနော်ထိုအမျိုးသမီးကြီးဟာနွေနေတီရဲ့ဘေးတွင်အသာထိုင်လိုက်ပြီးအတန်ကိုခတ်တိုးတိုးပြူကပြောလိုက်ပါသည်အန်တီနမယာဒေါ်ကျူကျူတဲ့ဒီဆေးရုံကဆရာဝန်တချို့နဲ့လည်းရင်းနေတယ်လीပြီးတော့သမီးမောင်လေးအခုကြုံတွေ့နေရတဲ့ယောဂအခြေအနေနဲ့အခုကြုံတွေ့နေရတဲ့ငွေကြေးအခက်အခဲတွေကိုအန်တီအကုန်သိထားပြီးသွားပြီရှင်အန်တီကသမီးအကြောင်းဘယ်လိုလုပ်ပြီးတော့ဒါရီကအရေးမကြီးပါဘူးအဓိကကတော့သမီးအတွက်ခက်ခဲတဲ့ပြဿနာအကုန်လုံးစက္ကန့်ပိုင်းအတွင်းရှင်းထုတ်ပေးနိုင်တဲ့လမ်းကြောင်းတစ်ခုအန်တီမှာရှိရဆိုတာပဲဒေါ်ကျူကျူရဲ့စကားကြောင့်နွေနဒီရဲ့မျက်လုံးများတွင်မျောလင်းချက်အယောင်ဝါလေးပေါ်လာတော့လေတပြိုင်နက်တည်းမှာပင်တန်တရများထွန်းတွဲသွားခဲ့တယ်အန်တီကဘလို့လမ်းကြောင်းမို့လို့လဲကျမကိုပြပါဦးဒေါ်ကျူကျူဟာနွေနဒီရဲ့မျက်နှာကိုမျက်လုံးများဖြင့်စူးစိုက်ကြည့်အေးဆက်စွာဖြင့်ပြောလိုက်ပါတယ်တရားဝင်မဟုတ်ပေမဲ့ငွေကြီးအများကြီးရနိုင်တဲ့အလုပ်တစ်ခုပေါ့အလုံးကျယ်ဝချမ်းသာတဲ့မိသားစုတစ်ခုကကလေးရဖို့အတွက်ကျမ်းမာရေးကောင်းမွန်ပြီးရိုးသားတဲ့အမျိုးသမီးတစ်ယောက်ကိုရှားနေကြတယ်သူတို့ကသမီးလိုမျိုးမူလာတန်းပြဆရာမပြီးတော့ရိုးသားတဲ့သူအကျင့်စာရိတ္တကောင်းမွန်တဲ့သူမျိုးကိုပို့ပြီးသဘောကျနေကြတာလေနွေနဒီရဲ့ရင်ထဲတွင်ဒိန်းကနေခုန်သွားခဲ့တယ်အန်တီကဘာကိုပြောချင်တာလဲအငားကိုဝင်ဆောင်ပေးရမယ်လို့ပြောချင်တာလေသမီးရဲ့ဘိုက်ထဲမှာသူတို့ရဲ့ကလေးကို6လလွယ်ပြီးမွေးဖွားပေးရမယ်ကလေးမွေးပြရနဲ့သမီးကို3900တီတီစားချုပ်အတိုင်းလက်ငင်းပေးလိုက်မယ်သမီးမောင်လေးရဲ့စိတ်ကူးသားစိတ်တွေရောသမီးဖေရဲ့အကျွေးတွေအကုန်လုံးရောတခါတည်းကြည်လေးသွားလိမ့်မယ်လေနွေနဲ့ဒီရဲ့စကားပင်ထွက်မလာတော့ပဲဗစက်အဟောင်းလောင်းလေးဖြစ်သွားခဲ့ရတယ်အမျိုးသမီးတယောက်ရဲ့ဂုံတိတ်ကသူမရဲ့ခန္ဓာကိုသူမရဲ့ဝမ်းဖိုက်ကိုငွေကြေးနဲ့လဲလှယ်ရမယ်ဆိုတဲ့အသည့်ကသူမရဲ့အုံနှကိုအစိမ်းလိုက်ရိုက်ခွဲလိုက်တဲ့ကဲ့သို့ခံစားရပါတယ်။အိုးမဖြစ်နိုင်ပါဘူးအန်တီရဲ့။ကျမအပြိုစင်မူလာတန်းပြဆရာမတယောက်ပါ။ကျမဒီလိုအလုပ်မျိုးလုံးဝမလုပ်နိုင်ပါဘူး။ပတ်ဝန်းကျင်ကတိသွားရင်ပြီးတော့ကျမကျောင်းကလူတွေတိသွားရင်ကျမဘဝပြည့်ရလိမ့်မယ်။နွေနဲ့ဒီယာခေါင်းကိုရန်ကထားထွက်ပြီးရန်ပြင်လိုက်ပါတယ်။သို့တော်တော်ကျူကျူကနွေနဲ့ဒီယာလက်ကောက်ဝတ်ကိုအေးဆက်စွာဖြင့်ဖန်ဆွဲလိုက်ပါတယ်။စဉ်းစားအောင်တော့သမီးဂုံတိတ်ခါဆိုတာအသက်ရှင်နေမှရှိတာ။သမီးမောင်လေးကယောဂသေးပြီးတော့တည်သွားခဲ့ရင်ရောပြီးတော့သမီးအဖေကလည်းအကျွေးရှင်နေလက်ထဲမှာဒုက္ခရောက်သွားခဲ့ရင်ရောသမီးရဲ့ဒီဂုံတိတ်ခါတွေကဖတ်တတ်မှုရှိတော့မှလေဒီအလောက်ကတခြားယောက်ျားနဲ့အိပ်ရတာတော့မဟုတ်ပါဘူး။နီးပညာနဲ့တည်းအောင်ပေးုံပဲ။သမီးဘာမှလည်းညှဉ်းနှံသွားမှာမဟုတ်ဘူးလေ။ဒေါက်ကျူကျူရဲ့စကားလုံးတွေဟာနွေနဒီရဲ့ရင်ထဲကိုအစိတ်ဆူများကဲ့သို့စိုက်ဝင်လို့သွားပါတယ်။သမီးမှအချိန်မရှိဘူးနော်။နောက်3ရက်အတွင်းဆေးကုသဆေးမသွင်းနိုင်ဘူးဆိုရင်သမီးမောင်လေးကအသက်ပြောက်တော့မှာ။သမီးမိသားစုရဲ့အသက်ကိုကယ်မလား။ဒါမှမဟုတ်သမီးရဲ့ဘာမဟုတ်တဲ့ဂုံတိတ်ခါလေးကိုဖတ်တွေ့ထားပြီးသမီးမောင်လေးတည်တာကိုထိုင်ကြည့်မလားစဉ်းစားပါအောင်ဒေါ်ကျူကျူဟာသူမရဲ့လိပ်စာကက်ကလေးတကက်ကိုနွေနဒီရဲ့လက်ထဲကိုထည့်ပေးလိုက်ပါတယ်မနက်ဖြန်မနက်10 နာရီမှာအန်တီစီကိုဖုန်းဆက်ပါသဘောတူရဲဆိုရင်သမီးဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးဟာအဆင်ပြေသွားလိမ့်မယ်အန်တီရဲ့သမင်ကိုညီပေးတာပါကွယ်ဒေါ်ကျူကျူထွက်ခွာသွားခဲ့ပြီးနွေနဒီဒီလက်ထဲမှာလိပ်စာကက်ကလေးကိုကြည့်ရင်စေးရုံကြီးမှန်ပတင်းပေါက်မှာတဆင်ပြင်ပမှာမုံတိုင်းထန်နေတဲ့ညနေတကောင်ရံကိုငေးကြည့်နေမိပါတယ်။အနိဋ္ဌာယုံများပြည့်နေတဲ့သူမရဲ့ဘဝမောင်လေးဤငိုတန်အဖေရဲ့ဆဲဆိုတန်များဆရာဝန်ရဲ့သတိပေးတန်များသည်သူမ၏နားထဲတွင်ကြောင်ကြံထွက်ပေါ်လိုနေတယ်။နွေနဒီဟာလိပ်စာကက်ကလေးကိုရင်ဘတ်တွင်တင်းကျပ်စွာဖိကက်ထားရင်မျက်ရည်များတလှိုင်လှိုင်ဆင်ကြလျက်မရေရာတဲ့အမောင်တူစီကိုစတင်လှမ်းဝင်ရပြီးဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဘဝဤကြိုးရမ်းပေါ်တွင်သူမရဲ့ဂုံတိတ်ခါကိုယဉ်နေလိုက်ရတဲ့ထိုဆုံးဖြတ်ချက်ဟာသူမရဲ့ဘဝတစ်ခုလုံးကို
မြည်တို့တော်ကကြမ္မာဆိုးများစီတို့ခေါ်ဆောင်သွားမှလေဆိုတာကိုတော့နွေနယ်ဒီတယောက်လုံးဝမသိခဲ့ရှာပါနွေနယ်ဒီဟာတညလုံးလည်းအိမ်မပြောခဲ့ပါစေယုံကရင်ပေါ်တွင်ပိုက်လိုက်မျိုးစုံမှတက်ဆင်ထမ်းရပြီးအသက်ရှူအောင်မြတာကြံတော်တဲ့မောင်လေးຫນွေဦးဤဖြူဖြော့နေတဲ့မျက်နှာလေးကိုကြည်လိုက်လက်ထဲမှာလိမ့်စာကက်ကလေးကိုကြည်လိုက်ဖြင့်နနက်လင်းအားကြီးချိန်ကိုရောက်လာခဲ့ပြီနနက်10 နာရီတိတိတွင်နွေနယ်တွေတီတော်ကျူကျူပေးထားသောဖုန်းနံပါတ်စီကိုတုံရင်းနေသောလက်များဖြင့်ဖုန်းခေါ်ဆိုလိုက်ပါတော့တယ်ဟယ်လိုအန်တီကျူလိုက်ရင်ကျမနွေနယ်ဒီပါဖုန်းထဲမှာတော်ကျူကျူရဲ့အေးဆက်ဆက်နဲ့ကြည်နဲ့သွားသောရေတံတူတူလေးထွက်ပေါ်လာတယ်သမီးနွေနယ်ဒီအန်တီထင်ပါတယ်သမီးကပညာရှိတဲ့ဆုံးဖြတ်ချက်ကိုချလိုက်မယ်ဆိုတော့အန်တီသိတာပေါ့အခုချက်ချင်းပဲမြို့ထဲမှာရှိတဲ့ရွှေမင်းကန်လက်တွေ့စမ်းတက်ရဲ့အဆောက်အအုံကြီးရဲ့၄ထပ်မြောက်ကိုလာခဲ့ရမယ်နော်သမီးကိုတွေ့မဲ့သူတွေကစောင့်နေကြလိမ့်မယ်ဟုတ်ကဲ့ပါအန်တီကျမအခုပဲလာခဲ့ပါမယ်နွေနယ်ဒီယာဖုန်းကိုပေးလိုက်ပြီးစိတ်ုံဝင်းအတွင်မှထွက်လာခဲ့တယ်သူမရဲ့ခြေလမ်းများသည့်လေးလံလွန်လာပါတယ်ဂုံသိမ်းခေါင်ငွေနဲ့လဲလှယ်ရတော့မယ်ဆိုတဲ့အသည့်ကသူမရဲ့ရင်ဘတ်ကိုအတုံးအခဲကြီးတစ်ခုဖြင့်ဖိနှိပ်ထားတဲ့ကဲ့သို့ခံစားနေရတယ်အကွဲကြကြပြင်ဆင်ထားတဲ့စေယုံတီးတန့်စမ်းသက်ခန်းအတွင်းသို့ရောက်ရှိသွားချိန်တွင်နွေနယ်ဒီယာတော်ကျူအပြင်တခြားသောလူ3ဦးကိုပါထပ်မံတွေ့ရှိလိုက်ရပါတယ်ပထမတဦးဟာအသက်50ဝန်းကျင်ခန့်ညားပြီးဩစာကြီးမာတဲ့ပုံစံရှိသောဒေါ်မြတ်သွေးပင်ဖြစ်တယ်။သူမရဲ့ဝတ်စားဆင်ရင်မှုစိန်လက်စွပ်ကြီးများနှင့်အေးဆက်လွန်သောမျက်လုံးများကသူမသည့်အထက်တန်းစားမိသားစုမှဩစာရှိသူတဦးဖြစ်ကြောင်းသက်သေပြလိုနေတယ်။ဒုတိယတဦးမှာအသက်32နှစ်အရွယ်ရုပ်ဖြောင်းသူမင်းဆက်ဖြစ်တယ်။သို့တော်သူ၏မျက်နှာတွင်စိတ်ပြက်အားလျော်မှုနှင့်စက်မျောလိုက်နေရတဲ့အရေးအယောင်များလည်းထင်လင်းလိုနေပါတယ်။တတိယတဦးမှာမင်းဆက်ဤဇနီးသူပင်ဖြစ်တယ်။သူသည့်အသက်30ခန့်ရှိပြီးလှပတင့်တယ်သူဖြစ်တော်လေ။သူမ၏မျက်ဝန်းများတွင်စိုးရိမ်ပူပန်မှုမနာလိုစိတ်နှင့်မတည်ငြိမ်သောစိတ်တစားဆန်ဆန်အရေးအယောင်များဟာပုံကွယ်လိုနေပါတယ်။နွေနယ်ဒီခန်းထဲကိုဝင်လာသည်နှင့်ဒေါ်မြတ်သွေးသည်နွေနယ်ဒီကိုခေါင်းစချေဆုံးကဲခတ်သည့်မျက်လုံးစိမ်းကြီးများဖြင့်စိုက်ကြည့်လာပါတယ်။မကြည့်ဘူး။ဒါရှင်ပြောထားတဲ့မူလာတန်းပြဆရာမလေးဆိုတာလား။ဒေါ်မြတ်သွေးရဲ့တန်းသည်ပြတ်သားပြီးအမိတ်ပေးတန်းပါဝင်နေတယ်။ဟုတ်တယ်မကြီးရဲ့ဒီကလေးမလေးရဲ့ယောဂဗျာကင်းရှင်နေ။မူရည်စေတောက်စားတာမျိုးလည်းလုံးဝမရှိဘူး။အကျဉ်းစာရိတာကလည်းအရန်ကောင်းပြီ။အရန်အေးဆေးတဲ့ဆရာမလေးတယောက်။သူ့မောင်လေးယောဂအတွက်အရေးပေါ်ငွေလိုနေလို့သာသူဒီလမ်းကိုရွေးလိုက်ရတာပါမရဲ့။ဒေါ်မြတ်သွေးဟာကားကိုအသာညှိလိုက်ပြီးတူဘက်ကိုလှည့်ကြည့်လိုက်တယ်။တူညီစိတ်ကြိုက်ကြည့်စမ်းဒီကလေးမရဲ့ပုံစံညီသဘောကျရဲ့လား။တူဟာနွေနယ်ဒီရဲ့ရိုးရှင်းသောမျက်နှာလေးအပြစ်ကင်းပုံပေါ်သောအမူအရာလေးများကိုစိုက်ကြည့်ရင်ရင်ထဲတွင်တိမ်ငယ်လိုစိတ်နဲ့မနာလိုစိတ်တို့ရောရှက်ကခန်းစားလိုက်ရပါတယ်။သို့တော်ရခမဤဖီအားနှင့်အိမ်နောက်ရေးပြုတ်ကွဲမိကိုကြောက်ရွံ့တာကြောင့်ခေါင်းကိုခတ်တွတ်ပဲညှိပြလိုက်တယ်။အမေသဘောပဲလေကျမဘာမှအငင်းပွားစရာမရှိပါဘူး။ထိုအချိန်တွင်မင်းဆက်ကတပ်ပြင်းတစ်ချက်ချလိုက်ပြီးတူ၏လက်ကိုခတ်တင်မဲ့ဆုပ်ကန်လိုက်ပါတယ်။တူတို့တွေဒီအတိုင်းတကယ်လောက်ကြတော့မလား။ကလေးမရလည်းဖြစ်ပါတယ်ကွာ။အမေစကားကိုပဲနားထောင်ပြီးတို့ဒီလိုတရားမဝင်တဲ့အလုပ်မျိုးတွေတော်စမ်းမင်းဆက်ဒေါ်မြတ်သူရဲ့အော်ငိုင်လိုက်တန်ကြောင့်မင်းဆက်စကားစာရက်သွားရတယ်။နင်တို့မင်္ဂလာဆောင်တာ9နှစ်ရှိနေပြီ။ငါမှအမွေဆက်ခံမဲ့မြေတယောက်မှမမြင်ရဘူး။တူရဲ့မွေးရပါတအိမ်ပြဿနာကြောင့်ကလေးမရနိုင်တာဘူး။ငါဒီလောက်အလိုက်ရောပြီးလျှော့ပေးထားတာတော်လာပြီပေါ့။ငါတို့မြတ်သွေမိသားစုရဲ့မျိုးဆက်ပြက်စီလို့မဖြစ်ဘူးဟဲ့။မင်းဆက်နင်ဘာမှနားမလည်ပါဇက်ကိုပိတ်ထားစမ်း။ဒေါ်မြတ်သွေဟာနွေနယ်ဒီစီကိုကြည့်လိုက်ပြီးစာရွက်စာတမ်းအထက်လိုက်ကိုစပွဲဘော်ကိုပြစ်တင်လိုက်ပါတယ်။ကဲဆရာမကြီးဒါအန်တီတို့ချုပ်ဆိုမဲ့စာချုပ်ပဲဒီထဲမှာပါတဲ့အချက်တွေကိုတေချာနားထောင်တာပထမအချက်ဆရာမကိုနီးပညာအရတတိအောင်လုပ်ပြီးမေးအန်တီရဲ့သားမင်းဆက်နဲ့တူရဲ့တတိသားကိုဆရာမရဲ့ဘိုက်ထဲမှာလွှဲထားပေးရမယ်ဒုတိယတစ်ချက်ကိုဝင်ရသွားတာနဲ့
ဆီယာမကအပြင်လောကနဲ့လုံးဝအဆက်အသွယ်ဖြတ်ပြေးရမယ်။အန်တီတို့ပြင်ဆင်ပေးထားတဲ့တီးသန့်ဆိုင်မှာပဲနေကိုနေရမယ်။ဆီယာမရဲ့မိသားစုနဲ့တော့လုံးဝတွေ့ခွင့်မရှိဘူးနော်။တတရားတစ်ချက်ကလေးမွေးပြီးတာနဲ့ဆီယာမကကလေးရဲ့မျက်နှာကိုလုံးဝကြည့်ခွင့်မရှိဘူး။ကလေးကိုအန်တီတို့စီမချစ်ချင်လွှဲပြောင်းပေးရမယ်။စာချုပ်ပါအချက်အလက်တွေကိုလည်းဘသူ့ကိုမှပြောပြခွင့်မရှိဘူး။တကယ်လို့ပေါက်ကြားသွားခဲ့ရင်ဆီယာမရဲ့ဘဝပျက်စီးသွားရမယ်နော်။နွေနဲ့တီဟာဒေါ်မြတ်သူရဲ့ရက်ဆက်လုံးနဲ့စီကံချက်ကိုကြားရတဲ့အခါရင်ဘတ်ထဲမှာလိုက်ခနဲ့နာကျင်သွားခဲ့ရပါတယ်။အန်တီကျမကလေးကိုမွေးပြီးသွားရင်မျက်နှာလေးခဏတောင်ကြည့်ခွင့်မရှိဘူးဆိုတာအရင်ရက်ဆက်ရမကြလုံးလားယင်နွေနဲ့တီရဲ့တောင်းပန်အတန်းကြောင့်တူကရုတ်တရက်မတ်တက်ထိုင်ရလိုက်တယ်။သူမရဲ့မျက်လုံးများတွင်ဒေါသနှင့်ကြောက်ရွံ့မှုများလည်းဒွန်တွဲနေပါတယ်။ဟဲ့နေပါစကားပြောရလေဒီကလေးကငါကလေးငါနဲ့မင်းဆက်ရဲ့တွေ့တာစစ်နင်ကငါတို့ရဲ့ကလေးကိုခစ်တာခမဝမ်းနဲ့လွယ်ပေးရတဲ့ဝမ်းဆွဲတစ်ယောက်ပဲနင်ကလေးပေါ်တန်ရောစင်နာတွေ့လို့လည်းမရဘူးလာညှိလို့လည်းမရဘူးပတ်စံ300ရရင်နင်ဘက်ကတာဝန်ပြီးပြီကြရင်လက်မှတ်ထိုးမကြရင်ထွက်သွားရှင်းလားတူရဲ့ဇယိုင်းဆက်ဆံအော်ဟစ်လိုက်တဲ့အတန်ဟာအခန်းအတွင်းမှာဟိန်ထက်သွားတယ်မင်းစားတူရဲ့ပခုံးကိုအသာဆွဲယူလိုက်ပြီးတူမင်းကွာစိတ်ကိုလျှော့ပါဦးစကားကိုအေးဆေးပြောလို့လည်းရပါတယ်ကွာမင်းဆက်ဟာနွေနယ်ဒီကိုတနာကြောင်ရွံ့တဲ့မျက်လုံးများဖြင့်ကြည်လိုက်တယ်နွေနယ်ဒီဟာဆေးရုံတွင်ဒုက္ခရောက်နေသောမောင်လေးဖြစ်သူ၏မျက်နှာအကျွေးရှင်များ၏ချင်းချောက်မှုများကိုပြန်လည်မြင်အောင်လာပါသည်သူမတွင်ရွေးချယ်စရာလမ်းမရှိဂုံတိတ်ခါမိခင်စိတ်ကိုပိုင်လွတ်လပ်ခွင့်အရာရာကိုဒီငွေကြေးနဲ့လဲလှယ်ရပြီးတော့မေဟုတ်ကဲ့ကျမသဘောတူပါတယ်နွေနယ်ဒီရဲ့အတန်ဟာတုံရင်နေတော့လဲပြက်သားသွားခဲ့တယ်သူမဟာစပွဲပေါ်မှာဘောပင်ကိုယူလိုက်ပြီးစာချုပ်ဤစာမျက်နှာတိုင်းတွင်သူမ၏လက်မှတ်ကိုနာကျင်စွာဖြင့်ရေးထိုးလိုက်ပါတယ်ဒေါ်မြတ်သွေးသည့်လက်မှတ်ထိုးပြီးတော့စာချုပ်ကိုကြည့်ရင်ကြည်နပ်စွာဖြင့်ပြုံးလိုက်ပါတယ်ကောင်းပြီလေဆရာမမောင်လေးအတွက်စေကူသားစိတ်300ကိုစေယုံတန်အခုပဲတိုက်ရိုက်လွှဲပေးလိုက်မယ်ကျန်တဲ့300ကိုတော့ကလေးမွေးပြီးတာနဲ့ဆရာမလက်တဲ့အပီးအပိုင်ထည့်ပေးမယ်မနှက်ပြိုင်ကစပြီးတော့ဆရာမရဲ့လွတ်လပ်ခွင့်တွေကုံဆုံးသွားပြီဆိုတာမှတ်ထားလိုက်တော့နော်နွေနယ်ဒီဟာဘောပြင်လေးကိုဆွဲပေါ်သို့ခတ်ပြေးပြေးပြန်ချလိုက်ပါတယ်သူမရဲ့ပါပြင်ပေါ်သို့ပူနွေးသောမျက်ရည်တစ်စက်စိတ်ကြလာခဲ့ပါတယ်သူမဟာမောင်လေးရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပြီးဖြစ်တော်လေသူမကိုယ်တိုင်ကမူအမောင်ထုထူထလာသောလူမှုပတ်ဝန်းကျင်အတ္တများဖုံးလွှမ်းထားသောကိုရက်ကြီးတစ်ခုအတွင်းသို့ဆန္ဒမပါဘဲတက်ဆင်ဝင်ရောက်ခဲ့ရပြီလေဖြစ်ပါတော့တယ်နွေနယ်ဒီသည်နီးပညာရတရေအောင်ရန်ပြုလုပ်ခဲ့တဲ့စေယုံတိုက်ခန်းလေးအတွင်မှထွက်ခွာခဲ့ပြီးတဲ့နောက်သူတို့စီစဉ်ပေးထားတဲ့မြို့စွန်တောင်ပေါ်မှာရှိတဲ့တီးတန့်ဆန်အင်ကြီးအထီကိုရောက်လာခဲ့ပါတယ်။ဆန်အင်ကြီးဟာတပင်အုပ်ဆိုင်များရဲ့အလဲတွင်တီးခြားခွဲထွက်တည်ရှိနေပြီးတော့အဆောင်အရှောက်များဖြင့်တင်းကျပ်စွာဝင်ရလို့ထားတယ်။အပြင်းပန်းအားဖြင့်ခန္ဓာထေဝါသောဆန်အင်ကြီးဟုဆိုနိုင်တော်လေအတွင်းသို့ရောက်ရှိသွားသည်နှင့်စိတ်ကနေအေးဆက်သွားတဲ့တိတ်ဆိတ်မှုကြီးကနွေနယ်ဒီရဲ့ရင်ကိုလေးလံသွားစေပါသည်။ဆီယမဒါဆီယမနေရမယ့်အခန်းပဲအိမ်ဖော်မိမကြီးဒေါ်လာမီကနွေနယ်ဒီအားဒုတိယထပ်ရှိတန်ရှင်းကျယ်ဝန်းသောအခန်းအတွင်းသို့ခေါ်ဆောင်သွားရင်ပြောလိုက်ပါသည်။ဟုတ်ကဲ့ကျေးဇူးပါပဲအန်တီလာမီကျမဒီအိမ်မှာနေရင်အပြေခဏလောက်တော့ထွက်လို့ရတယ်မဟုတ်လား။မောင်လေးရဲ့စေးုံစီကိုလည်းဖုန်းလေးခဏလောက်ဆက်ချင်လို့ပါနွေနယ်ဒီရဲ့တောင်းမဲ့အတူရှိုးတဲ့တန်ကိုကြတော့ဒေါ်လာမေကတက်ပြင်းတစ်ချက်ချလိုက်ပြီးခေါင်းကိုခါရလိုက်ပါတယ်အဲ့လိုမရဘူးလေဆရာမလေးရဲ့မင်းကတော့ဤဒေါ်မြတ်သူရဲ့အမေဟာအရန်တင်ကြတာဆရာမလေးစီမှာဖုန်းကန်ခွင့်လည်းမရှိဘူးအပြင်ထွက်ခွင့်လည်းလုံးဝမရှိဘူးလေဒီအိမ်ထဲမှာပဲငြိမ်ကလေးပဲနေလာပေးတဲ့အာဟာရဓာတ်တွေကိုပဲခရိုးဆိုင်ပြီးစားတောက်နေရမှာတကယ်လို့လိုအပ်တာရှိတယ်ဆိုရင်အန်တီကိုပြောအန်တီကမှတဆင်မင်းကတော့ကြီးစီကိုသတင်းပို့ပေးရမှာကျမမောင်လေးစိတ်ကူးသားမှုအစဉ်ပြေရဲ့လားဆိုတာလေးပဲသိချင်တာပါအန်တီရဲ့ဆရာမလေးမောင်လေးရဲ့စိတ်ကူးသားစိတ်တွေကိုဒေါ်မြတ်သွေးတို့ဘက်ကအပြည့်အဝတာဝန်ယူပေးထားပါတယ်တဲ့ဘာမှလည်းစိတ်မပူပါနဲ့အဓိကဆရာမလေးရဲ့ဘိုက်ထဲကကလေးလေးကျမ်းမာဖို့ပါပဲနော်
နွေနဒီဟာကရင်ဆောင်တွင်အသက်မဲ့စွာထိုင်ချလိုက်မိတယ်။သူမရဲ့ဖုန်းပတ်စံအိမ်နှင့်ကိုပိုင်ပစ္စည်းမှန်သမျှကိုတင်ဆက်ခံနိုင်ရပြီးဖြစ်တယ်။မောင်လေးအသက်ချမ်းသာရရှိသွားသည်ဆိုတဲ့အသည့်တစ်ခုတည်းဖြစ်သာသူမ၏ရင်ထဲကပိတ်လောင်မှုကိုဖြည့်သိမ်းနေရတာပါ။ရတရပတ်အနေငယ်ကျွလွန်သွားတဲ့အခါဆေးစစ်စစ်များအရနွေနဒီရဲ့ဝမ်းပိုင်အတွင်း၌တရေသားလေးစတင်ကိန်းဝတ်သွားပြီဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ထိုတဲ့င်းကိုကြားသည်နှင့်ဒေါ်မြတ်သွေးနှင့်တူတူတို့စံအိမ်ကိုချက်ချင်းရောက်ရှိလာခဲ့ကြသည်။တူတူဟာဆရာဝန်ပေးလိုက်တဲ့အဖရာဆောင်စစ်ဆေးချက်ဓာတ်မှန်လေးကိုကင်ထားရင်ဝမ်းသာအားရငိုကြွေးလိုက်ပါတယ်။ကိုကြည့်ပါဦး။ကျမတို့ကလေးလေးရပြီ။ကျမတို့အိမ်တော်ကြီးအဆင်ပြေတော့မယ်နော်ကို။တူတူဟာဘေးနာတွင်မတ်တရက်နေတော့မင်းဆက်ဤလက်ကိုတင်းကျပ်စွာဆုပ်ကိုင်းပျော်ရွှင်နေပါတော့လေ။သူမရဲ့မျက်လုံးများကရီနဒီရဲ့ဝမ်ပိုက်စီကိုရောက်သွားတဲ့အခါအေးဆက်ဆက်အကြည့်တို့ဖြင့်ချက်ချင်းပြောင်းလဲသွားခဲ့ပါသည်။ဟဲ့နင့်ကငါပြက်ပြက်တတမှားထားအောင်မေ။တူတူဟာရီနဒီစီကိုခြေလန်းကြဲကြဲဖြင့်လှမ်းလာပြီးကြောက်စရာကောင်းသောအတန်ဖြင့်ပြောလိုက်ပါသည်။နေပိုက်ထဲမှာရှိနေတာငါကလေးနော်။နေစားတော့တာတွေအိတ်ဆက်တာတွေလှုပ်ရှားတာတွေအစားငါကလေးအတွက်ပဲဖြစ်ရမယ်။နေဝမ်းနေတာတွေငိုကြွေးတာတွေလုံးဝမလုံးနဲ့။နေရဲ့စိတ်ခံစားချက်ဆိုးတွေကငါကလေးကိုထိခိုက်မှငါလုံးဝလက်မခံနိုင်ဘူး။နွေနဒီယာခေါင်းကိုငုတ်ထားရင်တိတ်ဆိတ်စွာပင်ရှိုင်ငိုလိုက်မိပါတယ်။တူတူရတော်ပါတော့ကွာ။မေးစက်ကတူတူရဲ့လက်ကိုအသာဆွဲယူကတားစီလိုက်ပါတယ်။နွေနဒီလည်းပြင်မနေရှာမှာပေါ့။မင်းအလောက်ဒီအော်ဟင်းငေါငယ်မနေပါနဲ့ကွာ။မင်းဆက်ဟာကရင်ပေါ်တွင်ကူကရာမဲစွာထိုင်းနေသောနွေနဒီကိုတနာစိမ့်သက်သောမျက်လုံးများဖြင့်ခိတ္တမြငေးကြည့်လိုက်မိပါတယ်။မင်းဆက်ဤထိုအကြည့်ကိုမြင်လိုက်ရတဲ့အခါတူတူရဲ့ရင်ထဲတွင်မနာလိုစိတ်နှင့်တန်တရားမိထောင်များပုံမတောက်လောင်လို့သွားခဲ့ပါတယ်။ကိုကဘာလို့သူ့ကိုတနာနေရလဲ။ဘာလဲကိုကအခုတည်းကသူ့ဘက်ကပါချင်းနေပြီလား။မင်းကလည်းကွာဘာလို့အဲ့လိုအလွန်ကြုံနေတန်တရားဝင်နေရလဲ။ငါတို့ဆန္ဒလို့ပြောတာပါမင်းတခြားမဟုတ်တာတွေးမနေပါနဲ့ကွာဟွန်းမဟုတ်တာတွေးနေရမဟုတ်ဘူးကိုရဲ့အဲ့ဒီမိမကလေးကိုအကြောင်းပြပြီးတော့ကို့ကိုမြူဆွဲသွားမှာကိုကြောက်တာကဲတော်ကြစမ်းဒေါ်မြတ်သူရဲ့ဩဇာပါတဲ့အတန်ကြီးကြောင့်အခန်းတစ်ခုလုံးတိတ်ဆိတ်လို့သွားခဲ့ပါတယ်တူတူနင့်စိတ်ကိုနေထိန်စမ်းမင်းဆက်မင်းလည်းဒီအိမ်ကိုခဏခဏလားမနေနဲ့ဒီကလေးမလေးကိုဝင်ငင်အောင်စောင့်ရမယ်ကြွကြွပဲငါမှားထားလိုက်မယ်စံအေးရဲ့စီကန်းတွေပို့ပြီးတင်းကျပ်ထားဖို့ဒေါ်မြတ်သွေးတို့ဖွဲ့ထက်ခွာသွားပြီးတဲ့နောက်စံအိမ်ကြီးတွေချင်းကထပ်ပြီးပုံမတိတ်ဆိတ်အေးဆက်သွားခဲ့ပါတယ်။နွေနဒီယာညာဘက်အခါများတွင်ပြတင်းပေါက်မှတဆင်လင်းလက်နေသောကြက်ကလေးများကိုငေးကြည့်ရင်ပါပြင်းမော်ကိုစိတ်ကြလာတဲ့မျက်ရည်တွေကိုတိတ်ဆိတ်စွာပဲတုံလိုက်ရပါတယ်။သူမသည်စံအိမ်ကြီးလှပသောနေရများကြားတွင်ပိတ်လောင်ခံထားရသောအကျဉ်းသားတအူးလိုပါပဲ။ကိုပိုင်လွတ်လပ်ခွင့်မိသားစုနဲ့အဆက်အသွယ်လုံးဝမရှိဘဲမိမိဝမ်ဖိုက်ထေကတရေသားလေးကိုသာလေးလံသောရင်ခုန်တန်များဖြင့်လွှဲထားရင်မရေရာသောအနာဂတ်စီသို့ထိတ်တဆိတ်လှမ်းကြည့်နေရပါတော့တယ်။တောင်မော်ဆန်အိမ်ကြီးရဲ့ပြင်းပေါက်ပြင်ပါတွင်တရွက်ချောက်များတလွင်းလွင်ကြေလွှဲနေသည့်စားဦးရာတီကိုရောက်ရှိလာခဲ့ပြီ။ဆန်ရဲ့အတွင်းရှိအချိန်များမှာအေးဆက်ဆန်နှင့်တဖြည်းဖြည်းချီတန်းနေတော်လဲနွေနဒီရဲ့ခန္ဓာကိုယ်တွင်နိုင်မှုထူးခြားသောဖြစ်တည်မှုတစ်ခုကစတင်ပြောင်းလဲလာခဲ့ပါသည်။ကိုဝင်9လမြောက်ဤအေချမ်းသောညတညနွေနဒီရဲ့ခန်းတွေးရှိကရင်ဆောင်တွင်ခေါင်းအုံးကိုမိကခိတ္တအနာယူနေမိပါသည်။ထို့စဉ်သူမ၏ဝမ်းပိုင်အောက်ခြေမှရုတ်တရက်ပုတ်ခနဲဖြစ်နေသောလှုပ်ရှားမှုလေးတစ်ခုကိုခံစားလိုက်ရပါသည်။နွေနဒီဟာဘာဖြစ်သွားမှန်းမသိပဲသူမရဲ့ခါကိုမှတ်လိုက်ပြီးတယ်။လက်ပေါ်နှစ်ဖက်ကိုဘိုက်ပေါ်သို့အသာအရာမတိမတာတင်လိုက်ချိန်တွင်ဒုတိယကြိမ်မြောက်ခက်တသားလေးတိုးဝေလှုပ်ရှားလာတဲ့တရေသားလေးရဲ့ရိုက်ခတ်မှုကိုတိကျစွာပဲခံစားလိုက်ရတယ်။အိုးငါကလေးလေးလှုပ်နေရပဲ။နွေနဒီရဲ့နှက်ခမ်းပြားမှရင်သက်ရှုမောဝဲတန်လေးထွက်ပေါ်သွားခဲ့ပါတယ်။သူမရဲ့ပါးပြင်ပေါ်သို့ဝမ်းသာနွမ်းနဲ့မျက်ရည်ဆက်များအလိုလိုစိတ်ကြလို့လာခဲ့လေပြီ။ကလေးလေးကတတလေးလားမိမိလေးလားယင်မမေအရန်ပြောတာပဲဒီကလေးဟာစာကျုံအရသာငှားရမ်းထားတော့သူမနဲ့ဘလို့မှမသက်ဆိုင်ပဲတခြားသူတွေရဲ့တွေ့သားစင်စင်ဖြစ်နေပါတယ်
သို့တော်လည်းလွန်ခဲ့တဲ့9လလုံးသူမရဲ့ခန္ဓာကိုယ်မှာအာဟာရများကိုမှီဝဲရင်းသူမရဲ့ရင်ခုန်သံများကိုညားစဉ်နားထောင်ကကြီးထွားလာခဲ့တဲ့ဒီသက်ရှိလေးရဲ့လှုပ်ရှားမှုဟာနွေနဒီရဲ့ရင်ဘတ်ထဲကိုရိုက်ခတ်လို့သွားခဲ့ပါတယ်။စတင်ချိန်ကငွေတစ်ခုတည်းကိုသာစဉ်းစားခဲ့တဲ့နွေနဒီရဲ့နှလုံးသားထဲတွင်တားဆီးမရတဲ့မိခင်စိတ်ဆိုတဲ့စေတနာနှင့်တန်ရောစီတို့ဟာရုတ်တရက်ဆိုသလိုပွင့်လန်းလာခဲ့ရပါတယ်။ဒါလီကကောင်းကြီးထွားလာတာပဲ။ဒါလီရဲ့ဒါပေမဲ့မမေကသားလီလို့ခေါ်ခွင့်တော့မရှိပါဘူး။ဒါပေမဲ့လေမမေရဲ့ဘိုက်ထဲမှာသားလီရှိနေတဲ့ကာလပတ်လုံးသားလီကိုမမေအသက်နဲ့လဲပြီးကောက်ွယ်ပေးသွားမှာနော်။နွေနဒီဟာဝမ်ဘိုက်လေးကိုပွေဖက်ထားရင်တိတ်ဆိတ်စွာပဲရှိုက်ငုံနေမိပါတယ်။ထိုအစဉ်အခန်းတကားကိုအသာအရခောက်တဲ့အတန်ကြားလိုက်ရပြီးအိမ်ဖော်ဒေါ်လာမီနဲ့တူကိုမင်းဆက်ကအခန်းအတွင်းကိုဝင်ရောက်လာခဲ့တယ်။ကိုမင်းဆက်ဟာတူနဲ့ဒေါ်မြတ်သွေတို့မသိအောင်ဆိုင်ကိုတိတ်တဆိတ်ရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။သူ့လက်ထဲတွင်လည်းနွေနဒီအတွက်ဆရာဝန်ညွှန်ကြားပေးထားတဲ့အာဟာရဖြည့်စွက်ဆေးများနဲ့တစ်တီများလည်းပါရှိပါတယ်။မင်းကလေးအဆင်ပြေရလား။အရင်တစ်ခေါက်တော့တူအော်ဟစ်သွားတာကြောင့်စိတ်မကောင်းဖြစ်နေတော့လား။မင်းဆက်ဟာကရင်ပေးရှိထိုင်ကုန်တွင်အသာထိုင်လိုက်ရင်စာနာစိုးရိမ်တဲ့အတန်ပြင်းမိလိုက်ပါတယ်။နွေနဒီဟာမျက်ရည်များကိုပုတ်ခတ်လုပ်ရင်ခေါင်းကိုခံရမ်းပြလိုက်ပါတယ်။ဘမွန်ဖြစ်ပါဘူးကျမဆင်းပြေပါတယ်။အဓိကကျမမောင်လေးຫນွေဦးရဲ့ယောဂတွေတက်တာရင်ကျမအတွက်ဘာမဆိုကျင်တတ်တယ်။မင်းဆက်ဟာနွေနဒီရဲ့အပြစ်ကင်းစင်ပြီးကြမ်းခိုင်သောမျက်နှာလေးကိုငေးကြည့်ရင်ရင်ထဲတွင်လေးလံစွာခန်းစားလိုက်ရပါတယ်။မင်းရဲ့မောင်လေးကအခုဆေးရုံမှာအခြေအနေအတော်လေးကောင်းနေပြီ။သွေးဆဲအစားထိုးဖို့အတွက်လည်းပြင်ဆင်နေကြပြီ။မင်းစိတ်ကိုအေးအေးထားလို့ရပြီနော်။အိုးတကယ်ပဲလားကိုကျေးဇူးပါပဲကိုရဲ့တကယ်ကျေးဇူးအများကြီးတင်ပါတယ်။နွေနဒီရဲ့မျက်နှာတွင်လင်းလက်သွားတဲ့ဝမ်းသာရှင်လန်းမှုအယောင်အဝါလေးကိုမြင်လိုက်ရတဲ့အခါမင်းဆက်ဟာခိတ္တများမြင်သက်သွားခဲ့ရပါတယ်။သူ၏ဇနီးတူဟာစီးစိန်ဂုံပကသနာများကြားတွင်ကြီးပြင်းလာပြီးအမြဲတမ်းစိတ်တစားဆန်ဆန်ပိုင်ဆိုင်လိုစိတ်တွေပြင်းထန်နေသူလည်းဖြစ်ပါတယ်။သို့တော့သူရှိရဒီဆရာမလေးနွေနဒီကတော့ဒုက္ခပေါင်းဆောင်ကြမှာမိသားစုအတွက်ကိုစီပေးဆိုင်ရင်စိတ်တဘောထားပြေဝပြီးရိုးသားလာတဲ့သူလည်းဖြစ်တယ်။ထိုအစဉ်နွေနဒီဟာဝမ်ဖိုက်လေးကိုအသာအရပြန်လဲကင်မိပါတယ်။မင်းဆက်ဟာထိုအမူအရာလေးကိုတတိပြုမိသွားပြီးဘာဖြစ်လို့လဲမင်းကလေးဘက်ကနာလို့လားမဟုတ်ပါဘူးကိုကလေးလေးကလေမနေ့ညတွေကစပြီးလှုပ်ရှားနေတာအခုလေလှုပ်လာပြန်ပြီဟမ်တကယ်လားယင်တကယ်ပဲသားလေးကအဲ့လိုလှုပ်ပေးရလားမေးဆက်ရဲ့မျက်လုံးများဝင်းလက်သွားတယ်သူဒီဖအေးတယောက်ရဲ့ရင်ခုန်လှုပ်ရှားမှုဖြင့်ဝမ်းသာအားရဖြစ်မိသွားပါတယ်ကလေးကကောင်းကောင်းကြီးထွားလာတာနဲ့တူတယ်ဒါဆိုရင်အဆင်ပြေတာပေါ့ကွာတော်သေးတာပေါ့ဟုတ်တယ်တာလီယာခဏကိုလှုပ်ပြတာသူကျမ်းမာနေပါတယ်မင်းဆက်ဟာနွေနဒီရဲ့ဝမ်ပိုက်စီကိုခိတ္တမြစိုက်ကြည့်ပြီးမှသူ့ရဲ့လက်တွေကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်သူဟာအတ္တကြီးသောသူ့ရဲ့မိသားစုနဲ့ဒီရိုးသားတဲ့အမျိုးသမီးလေးကြားတွင်ဖြစ်ပေါ်နေတဲ့မတရားမှုကိုရုတ်တရက်သတိပြုမိသွားခဲ့ပါတယ်မိန်းကလေးငါမိသားစုကိုစားမင်းကိုတောင်းပန်ပါတယ်ငါတို့ကမင်းရဲ့ဘဝအခက်အခဲတွေကိုအခွန်ကောင်းယူပြီးကလေးမွေးခိုင်းခဲ့မိကြတာပြီးတော့ငါမိမတူရဲ့စကားလွန်လာတွေကိုလည်းခွန့်လွတ်ပါကွာအိုးမလို့ပါဟုတ်ကိုရဲ့ဒါကကျမရဲ့ကံကြမ္မာပါပဲကျမလည်းဒီကလေးလေးကိုကြက်ကြက်မမာနဲ့မွေးဖွားပေးနိုင်မှုပဲဆုတောင်းနေပါတယ်ထို့အချိန်တွင်ဆိုင်ရင်အပြင်ဘက်မှကားဘရိတ်အုပ်တန်အကျယ်ကြီးထွက်ပေါ်လာခဲ့တယ်အခန်းဝမှာရက်နေတဲ့အိမ်ဖော်လှမီဟာမျက်နှာပြတ်သွားပြီးအခန်းထဲကိုခတ်တွတ်ပဲဝင်လာခဲ့ပါတယ်ဆရာဒုက္ခပါပဲဆရာကတော်ရောက်လာနေပြီမင်းဆက်အော်နွေရဒီပါထိတ်လန့်သွားကြတယ်မင်းဆက်ဟာကရင်ပေါ်မှာချက်ချင်းမတက်ရက်လိုက်တော့လေဒေါသတကြီးဖြင့်အခန်းထဲကိုဝင်ရောက်လာတဲ့တူရဲ့အကြည့်နဲ့ရင်ဆိုင်လိုက်ရပါတယ်တူဟာမင်းဆက်နဲ့နွေရဒီတို့ဘေးချင်းကပ်ရက်နေသည်ကိုမြင်လိုက်ရတဲ့အခါသူမရဲ့မျက်လုံးများတွင်မနာလိုမှုနှင့်ယူသွမှုမီးတောင်များဟာအရှိန်အဟုန်များဖြင့်တောက်လောင်လိုလာခဲ့ပါတယ်မင်းဆက်
ရှင်ဒီမှာဘာလုပ်နေရလဲရှင်ဒီမိမစီကိုကျမကွယ်ဟာကိုလှုပ်ဝက်ပြီးလာတွေ့နေတာပေါ့လေဟမ်ရှင်ဘလို့အကြံစီရက်လာနေရလဲပြောပါဦး ဇလန်းလေးတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပြီးဗီဒီယိုလေးကိုလည်းလက်မလေးတစ်ယောက်တစ်ခုစီလောက်နှိပ်ခဲ့ပေးကြပါအောင်ရှင်တူတူရဲ့စိတ်တစားဆဆန်အော်ဟင်လိုက်တဲ့ဟာတောင်ပေါ်ဆိုင်ကြီးတစ်ခုလုံးတွင်ကျေလောင်စွာဖြင့်ဟိန်းထွက်သွားခဲ့ရပါတယ်။သူမရဲ့ဒေါသထွက်နေတဲ့မျက်ဝန်းတွေဟာဂရင်ပေါ်မှာထိုင်းနေတဲ့နူနတီနဲ့ခင်မုန်းဖြစ်သူမင်းဆက်တို့အပေါ်သို့စိတ်တစားဆဆန်ရိုက်ခတ်လို့နေပါတယ်။တူတူမင်းဘာတွေပြောနာလဲ။ငါကလေးကျမ်းမာကြီးနဲ့ပတ်သက်လို့ဆရာဝန်ပေးတဲ့ဆေးတွေလာပို့ပေးတာ။မင်းအပေါ်တွေလျှောက်တွေးမနေနဲ့။မင်းဆက်ဟာစိတ်ပြက်လက်ပြက်ဖြင့်ရေရွလိုက်တော့လေတူတူဟာရှေ့ကိုခြေလမ်းကြဲကြဲပင်ရှောင်လာခဲ့ပါတယ်။သူမဟာဇွဲပေါ်တွင်တင်ထားတဲ့ဆေးဘူးများနဲ့တစ်တီများကိုလက်ဖြင့်ရိုက်ထုတ်ပစ်လိုက်ရာကျမ်းမြေပေါ်ကိုပြန့်ကျဲကုန်ခဲ့တယ်။ရှင်အပိုစကားတွေပြောမနေနဲ့မင်းဆက်။ရှင်ဒီမိမရဲ့အကွက်ထဲကိုတမင်တကာဝင်းနေတာ။ကြည်စမ်းပါဦး။ဒီမိမရဲ့ရုပ်ကိုကြည်စမ်းပါဦး။မခိုးမခံနဲ့တနာစရာပုံဖမ်းပြပြီးရှင်ကိုမြှူဆွဲနေရရှင်မသိဘူးလား။တူတူဟာနွေနယ်ဒီရဲ့လက်ကောင်ဝတ်ကိုအရှိန်အဟုန်ပြင်းစွာဖြင့်ဆွဲကင်လိုက်ရာနွေနယ်ဒီခမနာကျင်လွန်းတာကြောင့်မျက်နှာလေးရှုံမဲ့သွားခဲ့ရတယ်။ဟဲ့နွေနယ်ဒီနင့်ကငါသတိပေးထားပြီးသားနော်။နေကငါကလေးကိုလွှဲထားပေးရတဲ့စက်ရုပ်တရုပ်ပဲ။ငါယောက်ျားကိုနင့်ရဲ့မိခင်စိတ်တွေအတုအယောင်တနာစရာအမှုအရာတွေလာမမြားနဲ့။နင့်အစင်နဲ့သိရမှာပေါ့။အိုးအမရဲ့ကျမမအဲ့လိုစိတ်မရှိပါဘူး။အကူမင်းဆက်ကကျမမောင်လေးစိတ်ယုံအခြေအနေကိုလာပြပြပေးုံပါကျမပြောတဲ့စကားကိုယုံပါမရဲ့နှွေးနဲ့တီဟာမျက်ရည်များဝိုင်းဆက်လျက်တောင်းမှရှာတယ်တိုးတော်တူရဲ့ရင်ထဲတွေတောက်လောင်နေတဲ့တိမ်ငယ်စိတ်တွေနဲ့မနာလိုမှုမူထောက်ကိုဘလို့စကားမျိုးကမှမငြိမ်သက်နိုင်ခဲ့ပါဘူးပါဇက်ကိုပိတ်ထားစမ်းပါနင့်အတန်တော်ငါမကြားချင်ဘူးတူဟာလက်ကိုပုတ်ထုတ်လိုက်ရာနှွေးတီဟာကရင်ဆောင်နဲ့စောင့်မိသွားခဲ့တယ်မင်းဆက်ဟာထိုအဖြစ်ဖြတ်တွေကိုမြင်လိုက်ရတဲ့အခါဒေါသကိုမထိန်နိုင်တော့ပဲတူရဲ့လက်မောင်ကိုတင်းကျပ်စွာဖြင့်ဖန်ဆွဲလိုက်ပါတယ်။တော်တူမင်းအရန်ကိုလွန်နေပြီ။နှွေရဲ့ဖိုက်ထဲမှာငါတို့ကလေးလေးရှိနေအောင်မင်းမိတ်နေရလား။ဒီလိုယူးချွတ်ချောင်လောက်ရက်တွေကြောင့်ငါရဲ့ကလေးတစ်ခုခုဖြစ်သွားရင်မင်းတောင်းဝင်ယူနိုင်မှာလား။ဘာပြောတယ်မင်းဆက်ရှင်ကကျမထက်ပို့ပြီးဒီမိမကိုပို့ပြီးစိုးရင်ပေးနေရပါလေဟုတ်လား။ရှင်တို့နေရာကျမကွယ်ရမှာဖောက်ပြန်နေကြတာများလားမင်းယူနေပြီတူရမင်းတကယ်ကိုယူနေတာမင်းဆက်ဟာတူကိုဆွဲခေါ်ကအခန်းအပြင်ကိုထွက်သွားခဲ့ပါတယ်တကားကြီးဒိန်းကနေနေအောင်ပိတ်သွားတဲ့အတန်ဟာရီနဒီရဲ့ရင်ထဲကိုအချောင်းပေါင်းများစွာထိုးဆိုင်လိုက်တဲ့ကဲ့သို့ပင်နာကျင်ခံစားရစေပါတယ်အိမ်ဖော်တော်လှမေဟာတနာစပွဲမျက်လုံးများနဲ့အခန်းထဲကိုဝင်လာပြီးကျမ်းမြေမော်ရင်ပြန့်ကျဲနေတဲ့တတိများကိုကောက်သိမ်းပေးလိုက်ပါတယ်ဆရာမလေးရဲ့ဆရာကတော့တူကအဲ့ဒီအတိုင်းပဲသူ့မှာမွေးရပါကလေးမရနိုင်တဲ့စိတ်ထန်ရတွေရောက်ခမရဲ့ဖိအားပေးမှုတွေရဲ့ကြောင့်စိတ်ကတောင်းမှမဟုတ်တော့ဘူးလေဆရာမလေးကပဲတီးခန့်ပေးလိုက်ပါနော်ဖိုက်ထရကလေးလေးထိခိုက်သွားမှာကိုစိုးရိမ်လို့ပါဟုတ်ကဲ့ပါကျမတီးခန့်နိုင်ပါတယ်အတီးရဲ့နူနေဒီဟာဝမ်ဘိုက်ကလေးကိုလက်နက်ဖက်ပြီးတင်းကျပ်စွာပွေဖက်ထားရင်ရှိုက်ကြီးတငင်ကိုကျွေးလိုက်ပါတယ်ထိုနေ့မှစပြီးတူရဲ့ရက်ဆက်တဲ့အချုပ်အခြေများဟာပိုပြီးတင်းကျပ်လို့လာခဲ့တယ်။အိမ်ပေါ်ဒေါ်လာမေကိုပင်ရီနဒီနဲ့စကားအပေါ်မပြောရင်အမိန့်ထုတ်လိုက်ပြီးစံအိမ်ကြီးရဲ့ပရင်ပေါက်များကိုပင်အမြဲတမ်းပိတ်ထားစေခဲ့တယ်။မင်းဆက်ကိုလည်းစံအိမ်ကိုလုံးဝလာရောက်ခွင့်မပြုတော့ပါဘူး။ရီနဒီယာမှောင်မိုက်နေတဲ့ခန်းကလေးတွင်၌အကျဉ်းသားတဦးလိုနေရက်များကိုကုန်လုံးစေခဲ့ရပါတယ်။ညနေတကောင်ရန်ချိန်များတွင်လည်းတောင်ပေါ်မှတိုးဝေးတိုက်ခတ်လာတဲ့လေတိုးတန်းများနဲ့တူရီနဒီရဲ့တိတ်ဆိတ်သောငိုရှိုက်တန်းများကအခန်းအတွင်း၌ပြန့်လွင့်လိုနေတတ်ပါတယ်။တားလေးရဲ့မမေကြောင့်တားလေးပါဒုက္ခရောက်ရပြီနော်။တားလေးရဲ့ဖေဖေနဲ့မေမေကတားလေးကိုချစ်ကြတာမှမဟုတ်ပဲ။သူတို့ရဲ့အတ္တတွေသူတို့ရဲ့ပြိုင်ဆိုင်လိုစိတ်တွေသူတို့ရဲ့အမုန်းတွေကြားထဲမှာငါတားလေးကိုမွေးဖားပေးရတော့မှာပါလား။နွေးနဲ့တီဟာဘိုက်ထဲမှာလှုပ်ရှားပေးနေသောတရေသားကလေးကိုပွေဖက်ရင်မိခင်စိတ်ဖြင့်ကာကွယ်ပေးခြင်းစိတ်များပုံမကြီးထွားလို့လာခဲ့ပါတယ်။သူမ၏ဘဝတွင်သူမရဲ့မောင်လေးအတွက်ပေးဆက်ခဲ့ရတဲ့
ဒီတန်ရာသည်ရက်ဆက်လာတော့လေသူမရဲ့ဝမ်းပိုက်ထဲမှာရှိနေသောတက်ရှိကလေးရဲ့ရိုက်ခတ်တန်ကားမှုသူမကိုအသက်ဆက်ရှင်သန်နိုင်ရန်တခုတည်သောအလင်းရောင်ပေးနေခဲ့ပါတယ်။တောင်မော်ဆန်အင်ကြီးရဲ့ပတ်ဝန်းကျင်တစ်ခုလုံးတွင်မိုးသည်ထန်စွာရွာသွန်းနေပြီးလျှက်စီးများလက်လျက်ရှိပါတယ်။ပုံတိုင်းရှိတဲ့ထိုညတကောင်ရံတွင်နွေနယ်ဒီရဲ့ဝမ်းပိုက်တွင်မှပြင်းထန်သောမွေးဖွားထံရဝေဒနာကြီးစတင်ပေါ်ပေါက်လာခဲ့တယ်။အာနားလိုက်တာအန်တီလာမေလာပါဟောကျမပိုင်းတာလို့နွေနယ်ဒီဟာကရင်ပေါ်တွင်ယူမတက်လွန့်လူလှိုင်ဖြစ်နေပြီးနှစ်ဖူးမှချွေးဆက်များတဖြည်းဖြည်းဆင်ကြနေတယ်။အိမ်ဖော်လာမေဟာလည်းထိတ်လန့်တကြားဖြင့်မင်းကတော့ကြီးဒေါ်မြတ်သွေးထံဖုန်းလှမ်းဆက်လိုက်ပါတယ်။နိုင်ဝက်အတွင်းမှာပင်ဒေါ်မြတ်သွေးတူနဲ့လှုပ်ဝက်ခေါ်ဆောင်လာတဲ့ဆရာဝန်နှင့်တာဖွားဆရာမတို့အဖွဲ့လိုက်စံအိမ်ကြီးစီကိုအရှိန်အဟုန်နဲ့ရောက်ရှိလာကြတယ်။မင်းဆက်မှမူတူရဲ့အကွက်ကြကြပိတ်ပင်ထားမှုတွေကြောင့်တရင်မသိရှိရပဲကြံရိတ်ခဲ့ရပါတယ်။ဆရာဝန်မြင်လုပ်ပြီနော်။ဘာအမှားအယွင်းမှမဖြစ်စေနဲ့။ကလေးကိုသာဘေးကရမွေးထုတ်ပြီးဒေါ်မြတ်သွေကအမိတ်ပေးလိုက်စဉ်တူဟာကရင်ဆောင်တွင်ရက်ရင်နွေနဒီရဲ့ဝေဒနာခံစားနေတဲ့မျက်နှာကိုအေးဆက်ဆက်စိုက်ကြည့်နေခဲ့ပါတယ်။ညစ်ပါအောင်သမီးရဲ့ခက်ပြင်းပြင်းလေးညစ်ပါအောင်။တာဖွားဆရာမရဲ့တိုက်တွန်းတဲ့နဲ့တူနွေနဒီဟာမိမိအသက်ရှူတမ်းများပျောက်ကွယ်လူနေပါဖြစ်သည့်အထိနာကျင်မှုကိုအပြင်းအထန်ကြင်ကြက်ခိုင်းအစွမ်းကုန်ညှစ်ထုံလိုက်ရပါတယ်။ခဏကြာတွင်တော့ပုံနှိုင်းတံများကိုထိုးဖောက်ကအခန်းအတွင်း၌ကလေးငယ်၏တန့်ရှင်စင်ကြယ်သောငိုတန်လေးကျေလောင်စွာဖြင့်ထွက်ပေါ်လာခဲ့တော်သည်။မွေးပြီတားယောက်ျားလေးပါရှင်။ကလေးကအရန်ကိုကြမ်းပါပါတယ်။သူနာပြုရဲ့စကားကြောင့်သူရဲ့မျက်လုံးများပါဝင်လက်သွားပါတယ်။ပေးငါစီကိုပေးငါကလေးလေးငါစီကိုခုချင်ပေးစမ်း။သူဟာကလေးငယ်လေးကိုချက်ကြိုဖြတ်ပြီးသည်နှင့်ဆီယာမထံမှအတင်းလူယူကရင်ဘတ်တွင်ထွေးဝင်လိုက်ပါတယ်။ဒေါ်မြတ်သွေးသည်လည်းပျော်ရွှင်စွာဖြင့်ကလေးငယ်ရဲ့မျက်နှာကိုငေးကြည့်ရင်ကျေနပ်နေတယ်။မွေးဖွားပြီးစမော်ပန်နွမ်းနဲ့နေတဲ့နွေနဒီဟာကရင်ပေါ်မှနေ၍တုံရင်နေသောလက်ကလေးကိုဆန့်တန်လိုက်တယ်။အမရဲ့ကျမမွေးထားတဲ့သားလေးကိုခဏလောက်မျက်နှာလေးပြပေးပါအောင်ရှင်။ကျမမြင်ချင်လို့ပါတောင်းပန်ပါရဲ့နော်။နွေနဒီရဲ့ရှက်ကြီးတငိုတောင်းပန်တန်းကြောင့်တူကလှည့်ကြည့်လိုက်ပြီးအေးဆက်ဆက်ပင်ရီမောလိုက်တယ်။ဟဲ့ကောင်မလေးနင်စာချုပ်ကိုမေ့သွားတာလားဒီကလေးရဲ့မျက်နှာကိုနင်ကြည့်ခွင့်မရှိဘူးလေနင်မှဒီကလေးနဲ့ပတ်သက်လို့ဘာအခွင့်အရေးမှကိုမရှိတာနင်မြင့်မြန်သွားတာလားဒေါ်မြတ်သွေဟာစပွဲပေါ်ကိုငွေထုတ်ကြီးဒိုင်းကနေပြစ်ချလိုက်တယ်ကဲဆရာမကြီးဒါစာချုပ်မှာကြံရှိနေတဲ့300ပဲဆရာမရဲ့မောင်လေးကုသစရိတ်တွေရောဆရာမဖေရဲ့အကျွေးတွေကိုရောကျမတို့ဘက်ကအပြည့်အဝရှင်းပေးပြီးသွားပြီကျမတို့ပေးထားတဲ့ဂရိအတိုင်းဆရာမငွေရပြီနော်အခုချက်ချင်းကလေးကိုမေ့ပြစ်လိုက်ပြီးဒီဆန်အိမ်ကြီးတွေကနေထွက်သွားလိုက်ပါတော့အန်တီရဲ့ကျမဒီငွေတွေကိုလည်းမမှတ်တော့ပါဘူးကျမကလေးလေးရဲ့မျက်နှာကိုခဏလောက်ပဲကြည့်ခွင့်ပေးပါနော်တာကြီးအမေသားလေးနွေနဲ့ဒီဟာကရင်ပေါ်မှာရုံးထားပြီးသူ့ရဲ့ခြေတလုံးကိုဆွဲကိုင်း၍ငိုယိုတောင်းပန်ခဲ့ပါတယ်သို့တော်တူဟာနွေနဲ့ဒီရဲ့လက်ကိုအေးဆက်စွာဖြင့်ပုတ်ချုံလိုက်ပြီးကလေးကိုပွေဖက်ကအခန်းပြင်ကိုခက်ထန်စွာဖြင့်ထွက်လာခဲ့တယ်ဒေါ်မြတ်သွေးနှင့်အဖွဲ့သည်လည်းနွေနဲ့ဒီရဲ့အသေးကွဲမတက်ငိုကြွေးတံများကိုလှစ်လျူရှို့ကအေးပြင်ကိုထွက်ခွာသွားခဲ့ကြပါတော့တယ်ဆရာမလေးရဲ့တောင်းပန်ပါတယ်အန်တီလာမေတို့လည်းဘာမှမကူညီပေးနိုင်လို့ပါအိမ်ဖော်လာမေဟာမြေရည်များစီကြလျက်ငွေနဒီရဲ့လက်ထဲသို့ငွေတုပ်ကိုထည့်ပေးကအပြင်ကိုထွက်ခွာသွားခဲ့ရတော့တယ်တိတ်ဆိတ်သွားတဲ့ခန်းငယ်လေးတွင်၌စေယုံအပြင်အစင်များနှင့်မိုးတံများသာကြံရိတ်ခဲ့ပါတယ်နွေနဒီဟာသူမရဲ့ဝမ်းပိုက်ကိုလွှဲကအသက်ဆွတ်မွေးဖွားပေးခဲ့ရပါတော့သားလေးရဲ့မျက်နှာကိုမမြင်လိုက်ရပဲကလေးလေးရဲ့ဥဝဲဆိုတဲ့အတန်လေးကိုသာနားရဲတွင်ဆွဲထင်ကြံရိတ်ခဲ့ရပါတယ်။သူမသည်စပွဲပေါ်မှာငွေထုတ်ကိုကြည့်ရင်ဘက်ကိုတင်းကျပ်စွာဖိကအယူတယောက်လိုအော်ဟင်ကိုကြွေလိုက်ရတော့တယ်။သူမမောင်လေးရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့တော့လေသူမရဲ့မိခင်စိတ်နဲ့နှလုံးသားတစ်ခုလုံးဟာရ
ရက်ဆက်ဆက်ခုတ်ထစ်ခံလိုက်ရပြီဖြစ်ပါတော့တယ်။စံအင်ကြီးထဲမှာထွက်ခွာသွားရတဲ့နေ့ကနေစပြီးရာသီဥတုနဲ့အချိန်ကာလတို့သည်တရွေ့ရွေ့ပြောင်းလဲလိုသွားခဲ့ပါတယ်။သို့တော်နွေနယ်ဒီရဲ့ရင်ထဲတွင်မူပုံတိုင်းထန်ခဲ့သောထိုမွေးဖွားတဲ့ညကယမနီကအဖြစ်ပြခဲ့သလိုမျိုးထင်ထင်လင်းစေနာကျင်နေစေပင်ဖြစ်ပါ၏တခြားတစ်ဖက်တွင်မူဒေါ်မြတ်သွေတို့မိသားစု၏စံအင်ကြီး၌အလှပွဲကြီးတစ်ခုကိုစီကားတိုင်မြိုက်စွာပဲကျင်းပနေကြပါသည်ရန်ကုန်မြို့ရဲ့အထက်တန်းစားလူမှုအတိုင်းအဝိုင်းမှာဧည့်သည်တော်များစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြင့်စံအိမ်တစ်ခုလုံးကြက်ပြန်မကြပြင်းနှံလို့နေတယ်ဒေါ်မြတ်သွေဟာမျက်နှာတွင်ပြုံးရွှင်မှုအရာအဝါများဖုံးလွှမ်းလျက်ဧည့်သည်များကိုလှည့်လည်နှုတ်ဆက်လိုနေပါသည်သူဟာလည်းအပြစ်ဆိုပွဲမရှိလှပတင့်တယ်သောဇလန်းဆီယာမတူအလားခံရတဲ့အဝတ်အစားများကိုဝတ်ဆင်ထားပြီးသူမရဲ့ရင်ခွင်ထဲတွင်ပိုးစာဖြူဖြူလေးနဲ့ထုတ်ပိုးထားသောမွေးကင်းစကလေးငယ်လေးကိုချီမလိုထားပါသည်။အိုးမတူရဲ့ကလေးလေးကမတူနဲ့တော်တော်လေးကိုရမ်းစင်တာပဲ။အချိုးအစားလေးတွေအစားချစ်စရာလေးကိုယ်တိုင်မွေးထားတာဆိုတော့ပို့ပြီးတော့ဂယုစိုက်တာပေါ့နော်။ဧည့်သည်မျိုးသမီးတဝူရဲ့ချီကျူစကားကြောင့်တူတူဟာတဘာဝကြတဲ့အပြုံးသပွင့်ကိုဟန်ဆောင်ပြလိုက်ပါတယ်။ဟုတ်တာပေါ့ရှင်။ကျမလေးသားလေးကိုမွေးရတာအရင်တော့လွယ်ကူမနေဘူး။ဒါပေမဲ့ကျမယောက်ျားနဲ့ရောက်ခမအရန်ဂယုစိုက်ပေးကြတော့အစင်ပြေပြေနဲ့ပဲမွေးဖွားနိုင်တာပေါ့။ပြီးတော့ကျမသားလေးနာမည်ကိုလေတေစာလို့နာမည်ပေးထားတယ်လေ။တူတူရဲ့စကားကိုကြားရတဲ့အခါဘေးနားမှာမတ်တက်ရက်နေတဲ့မင်းဆက်ရဲ့ရင်ထဲတွင်စိတ်ငနဲ့အေးဆက်သွားပါတယ်။မင်းဆက်ဟာဘေးကင်းစွာမွေးဖွားလာတဲ့သားကလေးကိုကြည့်ရင်ဝမ်းသာပါတော့လေဒီကလေးကိုဒုက္ခပေါင်းစုံခံစားပြီးမွေးဖွားပေးခဲ့ရတဲ့နွေနယ်ဒီရဲ့မျက်ရည်များကိုမေ့ဖြောက်၍မရနိုင်ခဲ့ပါ။ဧည့်သည်များတဖြည်းဖြည်းအေးသွားချိန်တွင်မင်းဆက်ဟာတူတူရဲ့ဘေးကိုတိုးကပ်သွားပြီးတူတူတက်တက်လေးသားလေးနဲ့ပြောလိုက်ပါတယ်။မိမမင်းပတ်ဝန်းကျင်ကိုအဲ့လောက်ထိဟန်ဆောင်လိမ်ညာနေတာစိတ်ထဲမှာနည်းနည်းလေးမှအပြည့်ရှိစိတ်မဖြစ်ဘူးလားနွေနဒီရဲ့ကျေးဇူးကိုလည်းမိမထားသင့်ဘူးနော်တူတူရဲ့မျက်နှာပေါ်မှာဟန်ဆောင်အပြုံးမှရုတ်တရက်ပြောက်ကွယ်သွားပြီးသူမရဲ့အတန်မှာလည်းအေးဆက်သွားခဲ့ပါတယ်လာပြန်ပြီလားကိုမင်းဆန်ဒီကလေးကကျမတို့ကလေးပဲကျမပိုက်ထဲကမွေးတာဖြစ်ဖြစ်သူများပိုက်နဲ့လွယ်ပြီးမွေးခိုင်တာဖြစ်ဖြစ်ပတ်ဝန်းကျင်ကသိစရာမလိုပါဘူးဒီမိန်းမကိုကျမတို့ပတ်စံ300တီတီပေးပြီးသွားပြီစာချုပ်အတိုင်းတရားဝင်ကြည့်ပြီးပြီမို့လို့အဲ့ဒီမိန်းမအကြောင်းကျမရှိမှနောက်တစ်ခါလုံးဝမပြောပါနဲ့မင်းဆက်ဟာတူတူရဲ့အတ္တာကြည့်လုံးတဲ့စကားတွေကြောင့်အံ့ဩစွာဖြင့်တပ်ပြင်းတစ်ချက်သာချလိုက်မိတယ်တခြားတစ်ဖက်တွင်မူမျိုးစုံမရှိစေယုံကြီးရဲ့တိတ်ဆိတ်တဲ့အခန်းတစ်ခုအတွင်း၌နွေဒီဟာမောင်လေးຫນွေဦးရဲ့ကရင်ဘေးတွင်ထိုင်နေမိတယ်နွေဒီရဲ့မောင်လေးຫນွေဦးသည်သွေးဆဲအစားထိုးကုသမှုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသဖြင့်ပါးပြင်တွင်သွေးအောင်ပြန်ကကျမ်းမာရေးတိတိတသားပြန်လဲကောင်းမွန်လာခဲ့ပြီလည်းဖြစ်ပါတယ်။မမဘာတွေစဉ်းစားနာလဲ။မမကိုကြည့်ရတာအယမ်းပင်ပန်းနေတဲ့ပုံပဲ။နေဦးရဲ့စိုးရိမ်စိတ်ပါတဲ့တန်ကြောင့်နွေနဒီယာစိတ်ကူထဲမှာရုတ်တရက်နှိုးချလာခဲ့ပါတယ်။သူမတီပါးပြင်ပေါ်ရှိမျက်ရည်စက်ကိုခိတ္တခမတုံလိုက်ပြီးသူ့ရဲ့မောင်လေးကိုပြုံးပြလိုက်ပါတယ်။အိုးမောင်လေးရဲ့မဖြစ်ပါဘူးမောင်လေးကျမ်းမကြီးပြန်ကောင်းလာတာကိုကြည့်ပြီးမမဝမ်းသာလို့မျက်ရည်ကျသွားတာမမရာကျွန်တော်အတွက်ဆေးကုသချိတ်တွေအများကြီးမမဘယ်လိုလုပ်ပြီးရှာလိုက်တာလဲအဖေအကျွေးတွေကိုလည်းမမအကုန်ရှင်းပေးလိုက်တာဆိုမမကျွန်တော်အတွက်နဲ့ဘာတွေကိုများဆွတ်လွတ်ခဲ့ရတာလဲမမရာနေဦးရဲ့မိကွန်ကြောင့်နွေနဒီရဲ့ရင်ထဲမှာလှိုက်ခနဲနာကျင်သွားခဲ့ရပါတယ်သူမဟာမောင်လေးရဲ့လက်ကလေးကိုတင်းကျပ်စွာဆုပ်ကိုင်းခေါင်းကိုခါရမ်းလိုက်ပါတယ်။အိုးမောင်လေးရဲ့ဘာမှမတွေးပါနဲ့။မမောင်လေးအတွက်လှုပ်ပေးရမယ့်တာဝန်ကိုလှုပ်ပေးခဲ့တာ။အဓိကမောင်လေးကျမ်းမအောင်နေပြီးဘဝကိုပုံမှန်တိုင်းဖြစ်အောင်ကြိုးစားဖို့ပဲနော်။နွေနဲ့ဒီဟာအတိတ်ကတန်ရာများစွာကိုမိသားစုအလုံးဝအတိမပေးခဲ့ပါ။သူမသည့်စံအိမ်မှာရရှိခဲ့သောကြံရှိရဲ့ငွေကြေးတချို့နဲ့သူမရဲ့စုဆောင်းငွေလေးကိုပေါင်းဆက်ကကလေးငယ်များအတွက်ကိုပိုင်မူချိုကျောင်းလေးတစ်ကျောင်းကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းသူတစ်ပါးရဲ့ကလေးငယ်များကိုကြည့်စုရှောက်ရှောက်ပေးရင်နွေတီဟာသူမရဲ့ဝမ်းနဲ့လွယ်၍မွေးဖွားပေးခဲ့ရတဲ့သားကလေးတေစာရဲ့ပုံရိပ်ကိုရှောက်ဖွေနေမိပါတယ်။ညဘက်ရောက်တိုင်းတွင်လည်းကလေးငယ်ရဲ့မစီမဆိုင်ငိုတန်းလေးဟာသူ
သူမရဲ့နားထဲတွင်ကိန်းဝင်လို့နေဆဲဖြစ်ပါတယ်။သားလေးရဲ့မမေသားလေးရဲ့မျက်နှာလေးကိုတခါလေးမှမမြင်လိုက်ရပြီမဲ့သားလေးဘာပဲဖြစ်ဖြစ်အစဉ်ပြေပြေနဲ့ချမ်းသာဒုက္ခရပါစေလို့မမေညစဉ်ဆုတောင်းပေးနေပါတယ်နော်။နရဒီဟာပါးပြေမော်ကိုစိတ်ချလာတဲ့မျက်ရည်များကိုတုံရင်အတရက်တရာများကိုမီးမြုပ်ပစ်ခါကလေးငယ်များရဲ့အပြုံးများကြတွင်မိမိရဲ့ဘဝအသစ်ကိုဂုံတိတ်ခါရှိစွာရုန်းကန်တည်ဆောက်နေခဲ့ပါတော့တယ်။အချိန်များသည်မျိုးစုံရက်ွက်ကလေးသူ့ရဲ့6ကြိုင်မှတဆင်မတိမတာပဲကုံလွန်ခဲ့တာ9နှစ်တနေ့နောက်ရှိခဲ့ပြီ။9နှစ်ဆိုတဲ့အချိန်ကာလအတွင်း၌သူမရဲ့ဖခင်သေဆုံးသွားခဲ့ပြီးသူမရဲ့တရားများစွာဟာလည်းအဖျားရှူးသွားပြီလို့ထင်ခဲ့ရတော့လေမူလာရန်ပြဆရာမလေးနွေနဲ့တရဲ့ရင်ထဲတွင်မူဝမ်းနဲ့လွယ်၍မွေးဖွားပေးခဲ့ရတဲ့ကလေးငယ်ရဲ့အတန်လေးဟာတရက်မှပျောက်ကွယ်မသွားခဲ့ပါနွေနဲ့ဒီဟာကလေးငယ်များအတွက်မူချိုချောင်းလေးတစ်ခုကိုစေတနာအပြည့်ဖြင့်ဖွင့်လှစ်ထားပေးခဲ့ပါတယ်တစ်ဖက်တွင်လည်းတန်းကျွတ်တထေးကြီးမင်းစနီတူတူတို့၏ဆိုင်ရင်ကြီးတွင်နိုင်မူစီးစိမ်ဥစ္စာများဖုံးလွှမ်းနေတော့လေအေးဆက်ဆက်လေးတို့ကြီးကသာစိုးမိုးထားခဲ့တယ်တူတူရဲ့စိတ်တစားဆက်ဆန်စိုးရိမ်လွန်ကဲမှုတွေတိမ်ငယ်စိတ်တွေနဲ့အတ္တကြီးမှုတွေကြောင့်မင်းဆက်နဲ့အိမ်တော်ကြီးဟာပရိပခတွေဖြင့်နေ့စဉ်နဲ့အမျှတောင်းလောင်လို့နေခဲ့တယ်။ထိုပရိပခများတွင်တာလီတီစာဟာနှွေးထွေးသောချစ်ချင်းမေတ္တာကိုမရရှိဘဲစီကံချက်များစူပူတောင်းညမ်းတန်များဖြင့်ကြောင်ရွံ့ကြီးစွာနဲ့ကြီးပြင်းလာခဲ့ရပါတယ်။တေစာနင်းစာကိုသိချာမကြက်ဘူးလား။နင်းအောင်ငါရွှေစွန်းကြိုက်ပြီးမွေးထားတာ။နင်းကတခြားသူတွေထက်ထက်မြက်နေရမယ်လေ။လာစံဒီလအတန်းထဲမှာပထမရအောင်နင်းလက်ကိုလုပ်ရမယ်။တူတူရဲ့စိတ်တစားဆက်ဆံအော်ဟစ်တန်ကြောင့်အသက်9နှစ်အရွယ်ကလေးငယ်လေးတေစာမှာစာအုပ်ကလေးကိုကာရင်တုံညင်စွာဖြင့်ကိုရှိုင်းမိပါတယ်။မိမိရဟာတာအရန်ပင်ပန်းနေပြီတာကစားချင်တယ်။ဟဲ့နေဘာပြောတယ်။နေမကစားရအောင်။နေကငါတို့မိသားစုရဲ့ဂုံတိတ်ခါပဲ။နေစာကိုကြက်စမ်း။နေပညာတတ်ကြီးဖြစ်အောင်လှုပ်စမ်း။ထို့အချိန်တွင်မင်းဆက်အခန်းထဲကိုဝင်လာပြီးတူတူရဲ့လက်ကိုဆွဲထားလိုက်တယ်။တူတူမင်းတော်တော့ကလေးက9နှစ်ပဲရှိသေးတာမင်းကလေးကိုစိတ်ထန်ရအောင်လုပ်နေရလားကလေးစီကနေမင်းရဲ့အတ္တတွေကိုမဖယ်ပေးလိုက်စမ်းပါကွာရှစ်ပါးစက်ကိုပိတ်ထားစမ်းပါကိုမင်းဆက်ရဲ့ဒီကလေးကိုကျမအသက်နဲ့လဲပြီးစောင့်ရှောက်ပေးနေရလေဘာလဲရှင့်မကြိုက်ဘူးလားမိဘများရဲ့နေ့စဉ်ရန်ဖြစ်တန်များကိုညီငွေတွေရဲ့ကလေးငယ်လေးတေစာဟာမျက်ရည်ဆက်များဖြင့်တိတ်ဆိတ်စွာခန်းပြင်ကိုထွက်ခွာသွားခဲ့ပါတယ်ကျောင်းစင်းချိန်တစ်ခုတွင်တော့နွေနဲ့ဒီဟာသူမရဲ့မူကြိုအကြောင်းလေးမှကလေးငယ်များကိုရေခဲမုံနှင့်တရေစာများကျွေးမွေရဲ့အလုံးရှုံနေပါတယ်။ထိုစဉ်ကျောင်းတကားဝါရှိတစ်ပင်ကြီးရဲ့အောက်တွင်ထိုင်ကတယောက်တည်းတိတ်ဆိတ်စွာငိုကြွေးနေတဲ့ကလေးငယ်လေးတဦးကိုနွေနဲ့ဒီသတိပြုမိသွားခဲ့ပါတယ်။ထိုကလေးငယ်လေးဟာကျောင်းဝတ်စုံတန်တန်ပြပြလေးကိုဝတ်ဆင်ထားတော့လေမျက်နှာတွေအထီးကျန်မှုနဲ့နာကျင်မှုများပြင်းထန်နေတယ်။နွေနဲ့ဒီဟာမတိမတာလက်ထဲမှာအမောပကံလေးကိုကိုင်းကထိုကလေးငယ်လေးထံသို့ခြေလံခတ်ဖြည်းဖြည်းဖြင့်လှမ်းသွားခဲ့ပါတယ်။တားလီဒီမှာဘာလို့တယောက်ပဲထိုင်နေတာလဲ။တားမိပါရော။နွေနယ်ဒီရဲ့နှွေးထွေလာတဲ့အတန်လေးကြောင့်ကလေးငယ်လေးကမော့ကြည့်လိုက်တယ်။နွေနယ်ဒီနဲ့ကလေးငယ်လေးမျက်လုံးချင်းစုံသွားတဲ့ခဏတွင်နွေနယ်ဒီရဲ့ရင်ထဲ၌ဒိန်းကနေခုန်သွားခဲ့ရတယ်။ဘာကြောင့်မှမသိတဲ့သွေးသားဆိုရာတဒိန်းဒိန်းလှုပ်ခတ်လာတဲ့နှလုံးသားရဲ့ရိုက်ခတ်တမ်းများနဲ့အတူနွေနယ်ဒီရဲ့မျက်ဝန်းများတွင်မျက်ရည်များအလိုလိုဝိုင်းဆက်လာခဲ့ရပါတယ်။ကလေးငယ်လေးတေစာဟာလည်းနွေနယ်ဒီကိုမြင်လိုက်ရတဲ့အခါအတိတ်ကယဉ်နေခဲ့မှုတဲ့မြစ်တာအငွေသက်တစ်ခုကိုခံစားလိုက်ရတဲ့ကဲ့သို့နွေနယ်ဒီရဲ့အင်ကြီးစာလေးကိုတင်းငယ်တော်လက်ကလေးများဖြင့်ဆွဲကင်လိုက်တယ်။အန်တီတားအိမ်မှာဖေဖေနဲ့မမီတို့ကအမြဲရန်ဖြစ်ကြတယ်။တားဟုတ်လေမမီကအမြဲရိုက်တယ်။တားအိမ်မပြန်ခြင်းဘူး။ကလေးငယ်လေးရဲ့တနာစပွဲပြောစကားကြောင့်နွေနယ်ဒီရဲ့ရင်ဘတ်ထဲမှာနာကျင်သွားခဲ့ရပါတယ်။သူမဟာရင်ထဲမှာဖွက်ထားတဲ့မိခင်စိတ်ကိုမချုပ်ထိန်နိုင်တော့ပဲကလေးငယ်လေးကိုရင်ခွင်နဲ့ဆွဲပွေကတင်းကျပ်စွာဖတ်ထားမိပါတယ်။အိုးတားလေးရဲ့မငိုနဲ့နော်။တားလေးဘေးနားမှာအန်တီရှိပါတယ်။တားမုတ်စားမလားယင်။အန်တီကြောင်ထဲမှာမုတ်တွေရောကစားစရာတွေရောရှိတယ်။လာအန်တီတို့နဲ့တူတူဆော့မလား။ဟုတ်တားဆော့ခြင်းနဲ့အန်တီကလေးငယ်လေးတေစာဟာနွေနယ်ဒီရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်းကျောင်းဆောင်အတွင်းကိုပျော်ရွှင်စွာလိုက်ပါခဲ့ပါတယ်။ထိုနေ့မှစပြီးကကြမရဲ့လှည့်ပြောင်ရတေစာလေးဟာကျောင်းစင်းချိန်တိုင်းမှာ
မိရထားလမ်းဘေးမှာရှိတဲ့နွေနယ်တီရဲ့ကျောင်းဆောင်လေးကိုအမြဲတမ်းလာရောက်စော့ကစားလေးရှိတယ်။နွေနယ်တီကလည်းမိမိရဲ့ဝမ်းနဲ့လွယ်၍မွေးချတဲ့သားလေးမှန်းမသိပဲရင်ထဲမှာသွေးသားဆွဲရတွေကြောင့်ကလေးငယ်လေးကိုမိတင်တယောက်ကဲ့သို့တိတ်ဆိတ်စွာအစွမ်းကုန်ဂယုဆိုင်ဆောက်ရှောက်ပေးနေခဲ့ပါတယ်။အန်တီသားလီဒီမနေရတာအရန်ပျော်တာပဲ။သားရဲ့မမေကအန်တီလိုမျိုးသားကိုတခါမှမပွေ့ဖက်ပေးဘူး။အန်တီကသားရဲ့မမေဖြစ်ရင်ကောင်းမှာပဲနော်။ကလေးငယ်ရဲ့အပြစ်ကင်းစင်တဲ့စကားလေးတစ်ခွန်းကြောင့်နွေနယ်တီဟာမျက်ရည်တွေကိုကြိတ်မိတ်ခါကလေးငယ်လေးရဲ့နှစ်ဖူးကိုအနံပေးလိုက်ရပါတယ်။သားရဲ့အန်တီကသားလေးရဲ့အန်တီလေးသားလေးစင်ပြေပါစေလို့အန်တီဆုတောင်းပေးမယ်။သားရဲ့မမေကလည်းသားကိုချစ်မှာပါသားရဲ့မဟုတ်ဘူးမမေကသားကိုမချစ်ဘူးမမေကသားကိုတွေ့အမြဲရိုက်နေတာအန်တီရဲ့နေ့စဉ်ရက်ဆက်ကျောင်းစင်းချိန်တိုင်းမှာနွေနယ်တီရဲ့ကျောင်းဆောင်လေးတွင်၌တေစားရဲ့ရီမောတန်တွေဟာတက်ကြွစွာဖြင့်ပေါ်ထွက်နေခဲ့ပါတယ်။ကလေးငယ်လေးဟာနွေနယ်တီရွေးဆွဲပေးထားတဲ့စေးအောင်ကျဲစာအုပ်ကလေးကိုကာရင်နွေနယ်တီရဲ့ပေါင်ပေါ်တွင်ခေါင်းမီကကစားနေတယ်။အန်တီကြည့်ပါဦးတသားစေးအောင်ကျဲထားတဲ့နှစ်ကလေးကလှလိုက်နွေနယ်တီဟာကလေးငယ်လေးရဲ့ခေါင်းလေးကိုအသာအရာတုတ်တင်ပြီးရင်ထဲမှာလှိုက်ကနေဖြစ်ပေါ်လာတဲ့မြတ်တာအငွေအသက်ဖြင့်ပြုံးပြလိုက်တယ်။လှလိုက်တာသားလေးရဲ့ရမ်းတော်တာပဲသားလေးကစိတ်ရှည်လက်ရှည်နဲ့ရေးဆွဲတတ်တာပဲနော်ဟုတ်သားအန်တီနဲ့နေရအရမ်းပျော်တာသားကလေအိမ်မှာဆိုရင်မမေနဲ့နေဘာလို့ပဲစုခံနေရတာအန်တီကကလေးငယ်လေးရဲ့အပြစ်ကင်းတဲ့စကားလေးကြောင့်နွေနယ်တီရဲ့ရင်ထဲတွင်စိတ်ကနေနာကျင်သွားရတယ်ထို့အချိန်မှာအပြင်ဘက်မှာအရှင်အဟုန်ပြေးစွာဘရိတ်အုပ်လိုက်တဲ့ကားဘရိတ်အုပ်တန်ကြီးဒိန်းကနေထွက်ပေါ်လာတယ်ကျောင်းဆောင်တကားကြီးကိုတွန်းဖွင့်ခံလိုက်ရပြီးဒေါသတကြီးဝင်ရောက်လာသူဟာတူပဲဖြစ်တယ်။တူရဲ့မျက်လုံးများထဲမှာမနာလိုမှုအမုန်းမီးတောင်များပြင်းထန်စွာတောက်လောင်လိုနေတယ်။သူမရဲ့နောက်ွယ်တွင်တူရဲ့မူမမှန်တဲ့အပြုအမူများကိုမတင်ကား၍လိုက်ပါလာတဲ့ခင်မွန်းဖြစ်သူမင်းဆက်လည်းပါလာခဲ့ပါတယ်။တူဟာခန်းတွင်၌နွေနတူရဲ့ပေါင်ပေါ်တွင်မှီဆော့ကစားနေတဲ့တေစလေးကိုမြင်လိုက်ရတဲ့အခါသူမရဲ့အုံနောက်တစ်ခုလုံးပောက်ကွဲသွားသလိုခံစားလိုက်ရတယ်။ဟဲ့တေစနေရဘာလို့ဒီမိမစီကိုရောက်နေရလဲငါစီကိုအခုချက်ချင်းလာခဲ့စမ်းတူရဲ့ကျဲလောင်စွာအော်ဟောက်လိုက်တန်ကြောင့်တေစာလေးမှထိတ်လန့်တကြားဖြစ်ကနွေနယ်တီရဲ့ခါကိုတင်းကျပ်စွာဖက်ထားရင်နွေနယ်တီရဲ့နောက်ွယ်တွင်ပေါ်လာလိုက်ပါတယ်အန်တီအဲ့ဒါတားမမေတားကြောက်တယ်ဒီနွေနယ်တီဟာကလေးငယ်လေးဟာမိခင်စိတ်ပြီးရှေ့မှမတ်တရက်ကာခွယ်ပေးလိုက်ရင်တူဟာအေးဆေးစွာပြောလိုက်တယ်အမတူစိတ်ကိုအေးအေးချပါဒါအမရဲ့သားလေးလားကလေးကကျောင်းဆင်းချိန်တိုင်းမှာတယောက်တည်းပဲထိုင်းကိုနေလို့ကျမလည်းအမြင်မတော်နဲ့ကျောင်းဆောင်လေးကိုခေါ်ပြီးမှုတ်ကြွေးထားခဲ့တာပါနင်းပါဇက်ကိုပိတ်ထားစမ်းနင်ကအကွက်စင်နေတဲ့မိမတယောက်နင့်စကားကိုငါယုံစရာလားတူဟာရှေ့ကိုဒေါသတကြီးလှမ်းလာပြီးနွေနယ်တီရဲ့ပါကိုဖြန့်ကနေရိုက်ချလိုက်ပါတယ်နွေနယ်တီရဲ့ပါပြက်မော်တွင်ရဲကနေတန်ရာထင်သွားခဲ့ပြီးတူမင်းဘာလုပ်တာလဲမင်းဆက်ဟာအံ့ဩထိတ်လန့်စွာဖြင့်တူရဲ့လက်ကိုချက်ချင်းဆွဲထားလိုက်တယ်သို့တော်တူဟာမင်းဆက်ရဲ့လက်ကိုယုံထွက်လိုက်ပြီးကျောင်းပြင်ဘက်တွင်ရောက်ရှိနေကြတဲ့ကျောင်းကျုံမိဘများနှင့်ပတ်ဝန်းကျင်တစ်ခုလုံးကြားသိစေရန်ကျေလောင်စွာပဲအော်ဟစ်လိုက်တော်တယ်ဟွန်းအားလုံးပဲကြည့်ကြပါဦးရှင်တို့တိတ်ကိုလေးစားတန်မိုးထားနေတဲ့မူဂျိုဆရာမကြီးနွေနဒီဆိုတဲ့မိန်းမလीသူများအိမ်ကအိမ်နံကိုဖြက်စီပြုံနေမကောက်လွန်ခဲ့တဲ့9နှစ်ကငွေ300ရဘူးလို့ကျမစီကနေအငှားကုန်ဝင်ဆောင်ပြီးမွေးခဲ့တဲ့ကလေးကိုအခုအကွက်စင်ပြီးပြန်လူနေတာဒီလိုကလိန်ကကြစ်မိန်းမရဲ့အဆောင်မှာရှင်တို့ကလေးတွေကိုထားရက်ချသေးတာလားတူရဲ့ရက်ဆက်လုံးနဲ့ဆွဆွဲချက်တွေကြောင့်ပဝင်းကျင်မှာလူများဟာနွေနယ်ဒီကိုကူကရမဲစွာဖြင့်စိုက်ကြည့်လာကြတယ်နွေနယ်ဒီဟာရှက်ရွံ့မှုနာကျင်မှုတွေကြောင့်မျက်ရည်များစီးဆင်းလာခဲ့ပါတော့တယ်အမတူရဲ့ကျမငွေကြေးအတွက်အငှားကုန်ဝင်ဆောင်မိခဲ့တာမှန်ပါတယ်ဒါပေမဲ့ကျမဒီကလေးလေးကိုဘယ်တုန်းကမှပြန်မလူခဲ့ပါဘူးကလေးလေးကိုကျမအမြင်မတော်လို့မြစ်တာနဲ့ပဲခေါ်ယူဆော့ချောက်ပေးခဲ့တာပါကလေးကသူ့ချောင်းနဲ့သူကျမစီကိုရောက်လာခဲ့တာပါနေဟန်ဆောင်မနေနဲ့နေငါကလေးကိုငါစီကနေလူဖို့ကြမ်းနေတာမဟုတ်ရင်ဘာလို့ကလေးကနစ်စီအမြဲလာနေရမှာလဲနေဘလို့စကလုံးမျိုးတွေနဲ့ကလေးကိုတွေးထိုးထားလဲမှမသိတာတူဟာကလေးငယ်တေစာရဲ့လက်ကောက်ဝတ်ကိုအရှိန်အဟုန်ဖြင့်ဆွဲယူရန်ကြိုးစားလိုက်တယ်လာစမ်းတူနေဒီဘိန်းမစီကနေ
ငါစီကိုပြန်လာခဲ့ရမယ်နာရဲမေတားနာရဲတားရဲ့လက်ကိုလွတ်ပါတားမေနဲ့မနေချင်ဘူးတေးစားလီဟာတူတူရဲ့လက်ကိုအစွမ်းကုန်ယုံထွက်လိုက်ပြီးနွေနဒီအချစ်စလုံးကိုတင်းကျပ်စွာပဲဖတ်တိုင်းအော်ဟင်ကိုကြွေပါတယ်တားမေနဲ့မလိုက်ချင်ဘူးမေကတားကိုရိုက်တယ်အမြဲတမ်းရိုက်တာစာမရရင်လည်းရိုက်တယ်စကားနားမထောင်လည်းအခန်းထဲပိတ်ထားတယ်ဒီကအန်တီကမေလိုမဟုတ်ဘူးတားကိုမှုတ်ကြွေတားကိုနမ်းတယ်မေကတားရဲ့မေအစ်စ်မဟုတ်ဘူးကလေးငယ်ရဲ့အားကိုရမဲစွာဖြင့်ဖွင့်ရလိုက်တဲ့စကလုံးတွေဟာပဝန်းကျင်တစ်ခုလုံးကိုရိုက်ခတ်သွားခဲ့တယ်တူတူဟာကလေးငယ်ရဲ့စကားကြောင့်မှင်တက်သွားပြီးဗဇက်ဟောင်းလောင်ဖြစ်သွားခဲ့ရပါတယ်တီစာနေဘာစကားတွေပြောလိုက်တာလဲဟမ်ထိုအချိန်တွင်ခင်မောဖြစ်သူမင်းဆက်ဟာရှေ့ကိုတိုးလာပြီးတူတူရဲ့ပခုံးကိုတင်းကျပ်စွာပဲဆုပ်ကိုင်လိုက်တယ်မင်းဆက်ရဲ့မျက်လုံးများတွင်ယွန်ရှောင်မှုစိတ်ပြတ်မှုနှင့်အတ္တများအပေါ်နာကျင်မှုများပြေလည်လိုနေခဲ့ပြီမင်းတော်လိုက်တော့တူတူမင်းရဲ့အတ္တတွေမင်းရဲ့မာမာနတွေမင်းရဲ့စိတ်မထိန်နိုင်မှုတွေကိုဒီမှာရက်လိုက်ပါတော့မင်းဆက်ဟာပတ်ဝန်းကျင်စီစူဝေးနေရဲ့လူအများရှိတွင်ဒူးထောင်မတက်ခေါင်းငုံလိုက်ရဲ့အမှန်တရားကိုကျေလောင်စွာဝန်ခံလိုက်ပါတယ်ဒီမှာရှိနေတဲ့လူအများတို့ခမညာကျွန်တော်မိမတူတူပြောတာတွေကအကုန်လင်းနေတာပါဟော်ရီယာဆီယာမလေးတို့နဲ့ဒီကကလေးကိုလူနေတာမဟုတ်ပါဘူးလွန်ခဲ့တဲ့9နှစ်ကကလေးမရနိုင်နေကျွန်တော်တို့မိသားစုရဲ့အတ္တကြောင့်ဟော်ရီယာဆီယာမလေးရဲ့ဘဝအခက်အခဲတွေကိုကျွန်တော်တို့အခွင့်ကောင်းယူပြီးကလေးကိုအငှားမွေးခံခဲ့မိတာပါနွေနဲ့ဒီဟာဘာအမှားမှမရှိခဲ့ပါဘူးဗျာကျွန်တော်တို့မိသားစုရဲ့အတ္တနဲ့လိမ်လည်မှုတွေကသာဒီဆီယာမလေးရဲ့ဘဝနဲ့ကလေးရဲ့စိတ်ထက်ကျမ်းမာရေးကိုဖျက်ဆီးပစ်ခဲ့တယ်လို့ဖြစ်ရတာပါမင်းဆက်ရဲ့ဝန်ခံလိုက်တဲ့ဟာတူတူရဲ့အုံနောက်ကိုအစိမ်းလိုက်ရိုက်ခွဲလိုက်တဲ့ကဲ့သို့တူတူဟာပတ်ဝန်းကျင်မှာလူများရဲ့ကဲ့ရဲ့ရှုံချတဲ့အကြည့်များကိုရင်မဆိုင်နိုင်တော့ပဲခေါင်းကိုကိုင်ကအော်ဟဲလိုက်မိပါတယ်မင်းဆက်ရှင်ကျမကိုတစ္ဆာဖောက်လိုက်တာလားဟုတ်လားတူတူရဲ့စိတ်တစားဆန်ဆန်အော်ဟဲလိုက်တဲ့သူရဲ့အတ္တတွေလိမ်လည်မှုတွေနဲ့အမှန်တရားတွေဟာလူအများရဲ့ရှေ့မှောက်မှာကင်းစင်စွာပဲပွန့်ထွက်သွားခဲ့ရပါတော့တယ်အမှန်တရားကြီးပေါ်ထွက်လာပြီးတဲ့ထိုနေ့မှစ၍တူတူရဲ့ဘဝဟာယူသွတ်ပြီးအမှောင်မိုက်ဆုံးဘဝကိုကျဆင်းသွားခဲ့ရတယ်။မင်းဆက်ဟာအတ္တနဲ့လိမ်လည်မှုတွေနဲ့ပြည့်နှက်နေတဲ့ဟော်ရီအိမ်အောင်ရေးကြီးကိုတရားဝင်လမ်းခွဲပြတ်ဆန်းရန်ဆုံးဖြတ်ခဲ့ပြီးတူတူမှာတော့မနာလိုစိတ်တွေနဲ့ပိငယ်စိတ်တွေရဲ့ဒဏ်ကိုသိမခံနိုင်တော့ပဲစိတ်ကြမ်းမာရေးစေယုံတွေတရားဝင်စိတ်ကူတာမှုခံယူလိုက်ရပါတယ်။ဒေါ်မြတ်သွေးဟာလေလူမှုအတိုင်းဝိုင်းရဲ့ရှုံချမှုတွေနဲ့မိသားစုပြိုကွဲသွားမှုတွေကြောင့်သူမကင်ဆွဲထားခဲ့တဲ့ဂုံပကာသနာတွေနဲ့အတ္တတွေကိုဆွန့်လွတ်ပြီးတိတ်ဆိတ်စွာပဲတရားစခန်းကိုဝင်ရောက်သွားခဲ့ပါတယ်။အချိန်များစွာကုန်လွန်သွားပြီးတဲ့နောက်တိတ်ဆိတ်အေးချမ်းလာတဲ့ညနေခင်းတစ်ခုတွင်မူဂျိုဆီယာမလေးနွေနဲ့ဒီရဲ့ចောင်းဆောင်အတွင်၌နေအောင်ကြီးနွေးနွေးလေးဖြာချနေတယ်။နွေနဲ့ဒီဟာကလေးငယ်များအတွက်ကစားစရာများကိုစနေတကြသိမ်းစင်းရင်အလုံးရှုံနေစဉ်အပြင်ဘက်မှခြေတန်းအသားရကြားလိုက်လို့လှည့်ကြည့်လိုက်မိပါတယ်။အပေါဝါတွင်ကစားစရာအယုတ်တတာလေးကိုကင်ထားတဲ့တန်းကျွဲ့တထေးကြီးမင်းဆက်နဲ့သားလေးတီစာတို့မတ်တက်ရနေသည်ကိုတွေ့မြင်လိုက်ရတယ်။သားလေးတီစာဟာနွေနဲ့ဒီကိုမြင်လိုက်သည်နှင့်အန်တီတသားရောက်ပြီကလေးငယ်လေးကလက်ထဲမှာရှိတဲ့ကစားစရာများကိုပြစ်ချကနွေနဲ့ဒီထံကိုဝမ်းသာအားရပြေးလာခဲ့တယ်။နွေနဲ့ဒီဟာလည်းရင်ထဲမှာလှိုက်ခနဲဖြစ်ပေါ်လာတဲ့သွေးသားမြတ်တာအရှိန်နဲ့ဒူးထောက်ကကလေးငယ်လေးကိုရင်ခွင်ထဲကိုတင်းကျပ်စွာပဲပွေထားလိုက်မိပါတယ်။တားလေးကအန်တီစီကိုလာတာလာပါအောင်တားလေးရဲ့အန်တီရှင်ခွင်ထဲကိုလာပါအောင်မင်းဆက်ဟာကျောင်းဆောင်အတွင်းသို့ခြေလန်းခက်လန်းလန်းဖြင့်ဝင်လာခဲ့တယ်။သူ့ရဲ့မျက်နှာတွေရခင်ကားတို့လေးလန့်နေတဲ့တောကအရိပ်အယောင်များကွယ်ပြောင်းနေပြီးတည်ငြိမ်၍ဆေးလန်းတဲ့အပြုံးတစ်ပွင့်သာဖြစ်ပေါ်နေပါတယ်။ဆရာမလေးအဆင်ပြေလားရီနေဒီယာကလေးငယ်လေးရဲ့ခေါင်းကိုပေါ်တန်ရင်ထိုင်ကုန်မှမတက်ရလိုက်ပါတယ်။ဟုတ်အဆင်ပြေပါတယ်ကိုထိုင်မအောင်ရှင်ကျမရင်းနှီးချမ်းလေးငယ်ပေးပါမယ်။မလိုပါဘူးဗျာရပါတယ်။ကျွန်တော်ဒီနေ့လာတာကလေးနဲ့ပတ်သက်ပြီးစကားအနှဲငယ်ပြောချင်လို့ပါ။မင်းဆက်ဟာထိုင်ကုန်တွေအသာထိုင်လိုက်ရင်ရင်ထဲမှာလှိုက်ကနေဖြစ်ပေါ်လာတဲ့အားနာမှုနဲ့တူနွေနဲ့ဒီအားဆိုင်ကြည့်လိုက်ပါတယ်။လွန်ခဲ့တဲ့9နှစ်ကကျွန်တော်တို့မိသားစုလုပ်ခဲ့တဲ့ရက်စက်မှုတွေအတ္တတွေကိုကျွန်တော်အမြဲတမ်းနောင်တရနေတာပါဆရာမလေးစီကနေ
မိခင်တယောက်ရဲ့စိတ်ဓာတ်တွေကိုရရဆက်ဆက်လူယူခဲ့မိတာတွေကိုလည်းကျွန်တော်ဘာနဲ့မှအစားမထိုးနိုင်အောင်ဝမ်းနေရပါတယ်အခုတူကလည်းစိတ်ကူးတောင်းမှုခံယူနေရပြီးတော့ကျွန်တော်အမေကလည်းတရားစခန်းကိုရောက်နေပြီလေနွေနဲ့ဒီဟာမင်းစိတ်ရဲ့စကားတွေကိုတိတ်ဆက်စွာနားထောင်နေမိတယ်သူမရဲ့မျက်လုံးတွေရခင်ကားလိုနာကျင်မှုပြကွယ်နေပြီးတော့ငြိမ်းချမ်းတဲ့အသည့်တရားတွေသာကိန်းဝင်လို့နေတာပါအကိုရဲ့အတိတ်ကဖြစ်ပျက်ခဲ့တာတွေကိုကျမဘာမှအညိုးမထားတော့ပါဘူးကျမမောင်လေးတွေဦးကလည်းအကိုတို့ကြောင့်ပဲကျမကြီးပြန်ကောင်းသွားပြီမို့ကျမမှနွားရရှာလဲဘာမှမရှိတော့ပါဘူးမင်းဆက်ဟာသားကလေးတေစာကိုကြည်လိုက်တယ်တေစာဟာစပွဲပေါ်ရှိဆေးရောင်ကျဲဆောင်းအုပ်ကလေးကိုကိုင်းရင်ပျော်ရွှင်စွာပဲဆော့ကစားနေတာပါဆီယမလေးကားလေးဟာဆီယမလေးနဲ့အတူရှိခဲ့တဲ့အချိန်တွေမှာပျော်ရွှင်မှုအစစ်အမှန်ကိုရခဲ့တာတဲ့ကျွန်တော်ဘာပဲလုပ်ပေးဆီယမလေးပေးနိုင်တဲ့မိခင်မြတ်တာကိုတော့ကလေးမပေးနိုင်ခဲ့ဘူးအဲ့ဒါကြောင့်မင်းဆက်ဟာတပ်ပြင်းတစ်ချက်ကိုခတ်တာတာချလိုက်ပြီးလက်ထဲမှာတရားဝင်ဆောင်ရွက်စာတဲ့တချို့ကိုစပွဲပေါ်တင်လိုက်ပါတယ်ဒါကလေးနဲ့ပတ်သက်တဲ့တရားဝင်အုပ်ထိန်ခွင့်နဲ့ပတ်သက်တဲ့ဆောင်ရွက်စာတမ်းတွေပါကျွန်တော်သားလေးကိုကျမလေးနဲ့တီးတန့်တွေးဆုံခွင့်ပြီးတော့နှွေးထွေးခွင့်တွေအပြည့်အဝပေးစီခြင်းတယ်ဒါတွေမကသေးဘူးသားလေးကကျမလေးရဲ့တွေးသားစစ်စစ်ဖြစ်တယ်ဆိုတာကိုကလေးအရွယ်ရောက်လာတဲ့အခါမှာအမှန်တိုင်းပြောပြခွင့်လည်းရကျင်တယ်နွေနဲ့တရားစပွဲပေါ်မှာဆောင်ရွက်တွေကိုကြည့်ရင်နေ့ရက်များစီးကြလာခဲ့ရတယ်။အိုးအကိုရဲ့ဒါတွေကိုတကယ်ပြောနေရလားယင်။ဆရာမလေးကလေးရဲ့စိတ်ဒဏ်ရာတွေအတွက်ရောကလေးရဲ့အနာဂတ်အတွက်ရောဆရာမလေးရဲ့မေတ္တာတွေကအရာရာထက်ကိုပိုရေးကြည့်နေတယ်။ဆရာမလေးအနေနဲ့ကလေးကိုမိခင်တယောက်လိုတရားဝင်မွေးမြူဆောင်ရှောက်ပေးပါနော်။ထိုအချိန်မှာတေစာဟာရနဒီထံကိုပြေးလာပြီးသူမရဲ့အင်ကြီးစားလေးကိုဆွဲလိုက်တယ်။အန်တီဘာလို့ငိုနေရလဲ။တတဘာလုံးမှုလို့လဲ။ဖေလှုပ်လိုက်တာလား။ရနဒီဟာကလေးငယ်လေးကိုဒူးထောက်ကရင်ခွင်နဲ့အတင်ပွေဖက်လိုက်ပြီးပါးပြင်လေးကိုအထက်ထက်နှမ်းပေးလိုက်ပါတော့တယ်။အန်တီဘာမှမဖြစ်ပါဘူးတတရဲ့။အန်တီကဝမ်းသာလို့ငိုတာ။အန်တီကလေတတလေးကိုအရန်ချစ်တယ်နော်။တတလေးကအန်တီရဲ့ကလေးလေးတယောက်လိုပဲနော်။ဟုတ်တတတီတီရဲ့ကလေးလေးပဲလေကလေးငယ်ရဲ့အပြစ်ကင်းစင်တဲ့ရေမောတန်လေးဟာအခန်းငယ်လေးအတွင်းကပြန်လွင်သွားခဲ့ပါတယ်မင်းဆက်ဟာလည်းထုံမြင်ကွင်းကိုကြည့်ရင်ကျဉ်းနှက်စွာနဲ့ပြုံးလိုက်မိတယ်သူဟာအတ္တများမရှိသောငွေကြေးမပါသောတန်ရှင်းတဲ့မြတ်တာအလျံကိုပထမအဆုံးအချိန်ဖြင့်တွေ့မြင်လိုက်ရခြင်းပဲဖြစ်ပါတယ်အမှန်တရားသည့်အချိန်တန်လျင်ပေါ်ထွက်လာစမြဲဖြစ်ပြီးရဲစသောကံကြမ္မာရဲ့မှုန်တိုင်းများကုန်လွန်သွားတဲ့အခါ၌မူမိခင်စိတ်ဆိုတဲ့စေတနာနှင့်မေတ္တာတွေဟာတေဇလေးတို့ရဲ့ဘဝအသစ်ကိုအလဲအောင်အဖြစ်တည်ရနှံလှိုင်းကြိုင်နိုင်စွာဖြင့်ထာဝရပွင့်လန်းကြံရည်ခဲ့ရပါတော့မည်ဇလန်လေးကိုစားကနေဆုံးထိအားပေးနာဆင်ကြတဲ့ချစ်နိုင်ရဲ့မိသားစုတဦးတယောက်ချင်းစီကိုကျေးဇူးများတင်ရှိပါတယ်ဇလန်လေးကိုလည်းကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်ကြားတဲ့ပရိသတ်တွေရောနောက်ထပ်ဘလို့ဇလန်ကောင်းလေးတွေကိုနားဆင်ခြင်းတယ်လေဆိုတာကိုကွန်မန့်ဘောက်လေးမှာလည်းရေးပေးခဲ့လို့ရပါတယ်နော်ကြားတဲ့မိသားစုများအားလုံးကြမ်းမှရှင်လန်းကြပါစေအားလုံးပဲတက်တာပါဇလန်းလေးတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးပြီးဗီဒီယိုလေးကိုလည်းလက်မလေးတယောက်တစ်ခုစီလောက်နှိပ်ခဲ့ပေးကြပါအောင်ရှင်